မရှိခဏပြောထားလိုက်မယ်ဆိုတော့ကျွန်တော်တို့အခြေအနေပေါ့နော်အခြေအနေနည်းနည်းကျွန်တော်ပြောလိုက်အောင်ဘာလဲဆိုရင်တော်ဆာပြောတဲ့စကားကိုပေါ့နော်ကျွန်တော်တို့သူရဲ့စကားပြောတာကိုကျွန်တော်တို့နားထောင်ခြင်းအဖြစ်ပေါ့နော်အမတန်မှထူးခြားလာတဲ့ဟာဖြစ်လာပြီဆိုတော့ဟာနဲ့ကျွန်တော်နည်းနည်းလေးပြောတော့မှာဖြစ်တယ်မင်္ဂလာပါနော်မင်္ဂလာပါတော်ဆာပြောတဲ့ဟာကိုကျွန်တော်တို့နည်းနည်းသုံးသပ်ပြီးမှကျွန်တော်မြန်မာနိုင်ငံရဲ့အခြေအနေဘယ်လိုဖြစ်လာနိုင်မလဲဆိုတာလေးကိုနည်းနည်းလေးကျွန်တော်ပြောတော့မယ်တလောကြည့်တာ Facebook မှာlike တော့တိတ်မတက်လာဘူး internet data မရှိလို့လားမသိဘူးเนาะအရင်တော့ဆိုရင်တော့ February လပိုင်းစပြီးတလပိုင်းလပိုင်းထိအရန်ပဲကျိုးလို့ပါလဲဟွာလုံနေတာပေါ့နော်ဆန္ဒပြတာလေးတွေအရန်ဖွက်လိုက်တောက်လိုက်အဲ့လိုအများကြီးကျွန်တော်တွေ့ရတယ်ဒါပေမဲ့အခုတော့ကျွန်တော်တို့မတွေ့ရတော့ဘူးတိတ်မတွေ့ရဘူးဒါပေမဲ့ကျွန်တော်လှုပ်ရှားနေတယ်လို့ပဲကျွန်တော်ထင်တယ်ဘယ်တော့မှကျွန်တော်တို့အရှုံးပေးဖို့မဟုတ်ဘူးဆိုတော့တော့ကျွန်တော်လေးဒီမှာကနေပြောချင်တယ်ဒေါက်တာဆာဆာပြောတဲ့စကားတခုဘာလဲဆိုရင်ကျွန်တော်တို့တကယ်အားရစရာဖြစ်တယ်ဆိုတော့ဒေါက်တာဆာဆာကလည်းဘာပြောနေလဲဆိုခဏသူပြက်ပြောရနော်သူကမကြောက်ဘူးသူကဂရုစိုက်တဲ့ထဲမှာမပေါဘူးသူကျွန်တော်ကြည့်ရတာ UN ကိုလည်းသူပြောတယ်စကားပဲမပြောနဲ့တဲ့နော် take action don't just say a word take action စကားပဲဒီအတာပဲမမီနဲ့တဲ့နော် take actionလက်တွေ့လှုပ်ဆောင်ဖို့လိုအပ်ပြီဆိုတော့သူကပြောလိုက်တာအလ္လာအမတန်မှကျွန်တော်အဲ့စကားကိုကြားချင်းအဖြစ်ကျွန်တော်အရန်ပျော်တယ်သူလည်းအမတန်မှပောက်ကွေးနေတာကိုကျွန်တော်တွေ့ရတယ်တချို့သူတွေကကျွန်တော်တော်ဆာဆာလို့လုံနေရအရန်နေတယ်ဘာညာလုံနေအခုကအဲ့ဒီတလန်းကနေအခု R2B2 UN ကိုတောင်းလို့မရတဲ့ပုံစံနဲ့ဖြစ်လာတဲ့ချိန်မှာအခုဘာလုပ်ဖို့ရှိတယ်ဆိုရင်သူတို့ကကိုယ်တိုင်ကျွန်တော်ရင်တော့ပြောတော့မလားကျွန်တော်ပြောခဲ့တဲ့ဟာနည်းတူပဲမြန်မာနိုင်ငံမှာတရားဝင်ဆိုရဖြစ်လာတဲ့နိုင်ငံတကာအတိအမှပြုရတဲ့အစိုးရတစ်ခုဖြစ်လာတဲ့ဆိုရင်ငါတို့ကဘာဝယ်လို့ရပြီလက်နဲ့ဝယ်လို့ရပြီလက်နဲ့တော့တုံးပြလို့ရပြီလက်နဲ့ဝယ်လို့ရပြီသူများနိုင်ငံကနေဝယ်လို့ရပြီသူများနိုင်ငံကနေကျိုးလက်နဲ့ဝယ်လို့ရဘာကြောင့်ဝယ်လို့ရလဲဆိုရင်ငါများတရားဝင်ဖြစ်သွားပြီဘာကြောင့်လဲဆိုရင်ငါတို့က P2 ကရွေးချယ်ထားတဲ့ NUG တို့ CRPH တို့ရှိနေတဲ့အတွက်ဒီအဖွဲ့တွေကိုနိုင်ငံတကာအတိအမှပြုလိုက်ပြီဆိုတော့ ਨੇ ကျိုးတို့ကလက်နဲ့တွေနော်စစ်အာဏာယူတွေပေါ့နော်စစ်အာဏာယူတွေကိုချင်းမစာတတ်တဲ့လူမျိုးတွေနော်အကြမ်းဖက်အစိုးရတွေကကိုကျွန်းတို့လှုပ်လို့ရတဲ့ဟာမျိုးဖြစ်သူတို့ကလက်နဲ့ကြီးရှိတယ်ငါတို့လည်းလက်နဲ့ကြီးတွေရလာတော့မှဖြစ်ပါတယ်ဆိုတော့အခုသူပေါက်ခွဲလိုက်တဲ့စကားတခုကျွန်တော်တကယ်ပဲကျွန်တော်လည်းအဲ့ဒီဟာကိုကျွန်တော်ကြားချင်ပြီးကျွန်တော်မျက်ရည်ကျတယ်တကယ်ကိုကြားတာသူဘလောက်ထိခံစားနေတယ်လဲသူဘလောက်ထိဘာလဲသူဘလောက်ထိဝမ်းနေတယ်ဘလောက်ထိသူကမခံမရအောင်ဖြစ်နေလဲဆိုတာကိုကျွန်တော်ကြည့်ချင်းအဖြစ်ပေါ့နော်အဲ့မတမ်းမှသူ့ကိုလည်းကျွန်တော်အရန်လေးစားတယ်အရန်လည်းတနာတယ်ဘာကြောင့်လဲသူတို့အရန်လုံးနေကျွန်တော်ခုနကတခါပြောထားတယ်လို့လူကတရက်မှာအနည်းဆုံး8နိုင်အိပ်ရမယ်8နိုင်မအိပ်ပဲတရက်မှာ4နိုင်လောက်ပဲအိပ်ပြီးလုံနေတာကဘာလဲဆိုရင်ကိုအသက်ကြီးလာရင်လေသူအသက်တူတယ်တော့ယောဂဖြစ်တတ်တယ်အနာယောဂရှိတတ်တယ်အသက်တူတတ်တယ်ဒါပေမဲ့သူတို့အသက်ကိုတော့မနဲ့သူတို့ကျမ်းမာရေးကိုတော့မကြည့်ဘဲနဲ့ဘာလုပ်လဲဆိုရင်ပီတူတွေဖက်ကိုနော်တကယ်အားစားပတ်ဆိုင်နဲ့လုပ်နေတာကိုကျွန်တော်တွေ့ချင်ပြီကျွန်တော်အမတန်မှသူ့ကိုကြီးစားတယ်ခရိယန်ဆိုရဲဆူတောင်းပေးတခြားဘာသာဆိုရဲဆူတောင်းပေးပါမောသူတော်ဆာတော့ကျွန်တော်တို့အဖွဲ့လေးပေါ့နော်အားလို့ကျွန်တော်ဆူတောင်းပေးဖို့လိုတယ်ဒါကိုကျွန်တော်ခုနကဟိုတခါကျွန်တော်ပြောခဲ့တယ်လို့ပဲမကြခင်မှာကျိုးတို့ဒီ NUG တို့ CRPH တို့ကကိုအတီးပြုတ်လာပြီနောက်ခုအတီးပြုတ်ဖို့လုပ်နေပြီလေနော်အတီးပြုတ်တဲ့နိုင်ငံတကာကျွန်တော်တို့ပြည်သူတွေရွေးချယ်ထားတဲ့ဒီအဖွဲ့ကိုအတီးမနိုင်ငံတကာအတီးမအားလို့ပြုတ်လာမယ်ဆိုရင်နိုင်ငံတကာလက်နဲ့တွေကျွန်တော်ဝယ်လို့ရမယ်တခြားနိုင်ငံအတီးမပြုတ်ချင်နေငါတို့မြန်မာနိုင်ငံငါတို့ဒီ CRPH တို့ NUG တို့ရဲ့အဖွဲ့ကိုအတိအမှပြုတဲ့နိုင်ငံကနေလက်နဲ့ဝင်နေဝယ်ပြီးမှဘာလို့ရပြီလဲဆိုရင်သူတို့ကိုလည်းကျွန်တော်တို့လက်နဲ့ကြီးလက်နဲ့ငယ်နဲ့ကျွန်တော်တို့စော်လို့ရပြီဆိုတော့အခုကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတာသူတို့မှာ9သိန်း10သိန်းလောက်ပဲရှိတယ်ငါတို့ပြည်သူတွေစင်ရင်ထဲမှာခုငါတိတဲ့လူထဲတော့မှာတော့မနော်ကျွန်တော်တို့အမျိုးတွေကျွန်တော်လီဆူလူမျိုးတွေထဲမှာတော့မှတောင်းကနာရှိတယ်တောင်းကနာအဲ့လို Federal Army ထဲဝင်တော့သူတို့တွားနေပြီအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့တီးတဲ့လူမျိုးတစ်မျိုးကိုတော့မှလူကတလောက်ရှိတယ်ဆိုရင်ဒါတော့မှကျွန်တော်တို့လီဆူလူမျိုးကမြန်မာနိုင်ငံမှာ1 million လား 1.5 million လား 1.2 million အဲ့လောက်ပဲရှိကျွန်တော်လီဆူလူမျိုးတွေကနော်ဒါပေမဲ့အဲ့ဒီလူမျိုးတွေထဲကနေနော်10ရာခိုင်နှုန်းလောက်ကတော့ဗာလဲလူငယ်တွေက Federal Army ကိုပါဖို့သူကဖြစ်နေပြီတွားနေပြီဇင်းနဲ့တွင်းထားပြီဆိုလိုချင်တဲ့ဒေပေကပါလဲဆိုရင်9သိန်းလောက်ပဲရှိမယ်ကျိုးတို့လည်းဒီနိုင်ငံတကာရတဲ့လက်နဲ့တွေကျွန်တော်ရရှိမယ်ဆိုရင်အများကြီးမလို့ကျွန်တော်မြင်တာကျွန်တော်ပြောခဲ့တယ်လို့အုံးမလက်နဲ့ချင်းမမြတ်ချင်နေတော့နေနော်လက်နဲ့ချင်းမမြတ်ရင်တော့မမြတ်ချင်တော့နေပါစေကျ
ကျိုးပီတူတွေအားလုံးစုပေါင်းပြီးမှ၄တန်းလောက်တန်း40အားလုံးအလို့အများလူမလို့အားလုံးထွက်စတော့မလို့နော်တယောက်ထွက်ပြီးမှသွားပြီးကျွန်တော်တို့လုပ်မယ်ဆိုရင်လဲဘာဖြစ်လာနိုင်လဲကျွန်တော်တို့ဒီအောင်ပွဲကအောင်မတမ်းမှကျွန်တော်ရဲတဲ့ဒီအောင်နိုင်တဲ့ဘာလဲလုံးဝပန်းတိုင်ကိုရောက်နိုင်တဲ့အောင်နိုင်တဲ့အနေထားမျိုးရှိပါတယ်ဆိုတော့ကျွန်တော်ပြောချင်တာကဘာလဲဒေါက်တာဆာဆာပြောရတဲ့စကားအလုံးမှတ်ထားအားလုံးလည်းသိမှာပဲကျွန်တော်ယုံကြည်တယ်နော်တနေ့နဲ့မှပါနိုင်မယ်ကျွန်တော်စီရင်တနေ့ကိုပါလိုက်တဲ့ချိန်ဟိုနေရပါကျွန်တော်သူပြောတဲ့စကားကိုကျွန်တော်စဉ်းစားကြည့်တဲ့ချိန်မှာသူတို့အနောက်မှာလုံနေတဲ့အရာတွေအားလုံးကျွန်တော်မြင်နေရတယ်သူပြောတဲ့စကားဒီတစ်ခုအားဖြင့်သူပြောတဲ့စကားအားဖြင့်သူတို့လုံနေတယ်သူတို့ CRPH တို့ NUG တို့နောက်ွယ်မှာလုံနေတဲ့အရာသူတို့ plan နေဘာတွေရှိတယ်ဆိုတော့ကျွန်တော်မြင်နေရတယ်တချို့တွေကတော့မမြင်နိုင်ဘူးနော်ဒါပေမဲ့ကျွန်တော်ကမြင်နိုင်ရတယ်ဘာကြောင့်လဲသူတို့လုံနေပြီကိုကသူတို့တစ်ခုခုလှုပ်ဖို့တော့ရှိပြီဘာလဲ UN ကိုသူတောင်းနေတာမရအောင် R2P လည်းမရအောင်ဒါကြောင့်သူပြောတဲ့ CNN ကိုနှစ်ခါပြောပြတယ်နဲ့ဆိုရင်ဟိုတစ်ခါကတော့နိုင်ငံတကာအားလို့သူပြောတယ်ဒီတစ်ခါတော့ဗာပြောလဲ UN ကိုဗာပြောလဲဗဇက်ပဲမလုံနဲ့တဲ့အတန်ပဲမလုံနဲ့တဲ့ Don't just say the word Don't just say the word Take action သူပြောတာ take action စကားပဲပြောလို့ဒါအချင်းတခါလိုက်လဲငါတို့ဒီလိုမလုံနဲ့ငါတို့လည်းလူထပ်ဝမ်းနေပါတယ်ဒါမျိုးမလုပ်ပါနဲ့ပြောလို့ဒီကောင်တွေနားလေတဲ့လူတွေမဟုတ်ဘူးဆိုတာပြောလိုက်ပြီဒါကြောင့်သူပြောတာတော့ဆာဆာကစကားပဲမပြောနဲ့ UN ကိုစော်တာနော်တဲ့ပြောတာဟိုဟာကြည့်ကြည့်လို့နေတာမဟုတ်တော့တဲ့ပြောတာ UN ကိုသူပြောတယ်စကားပဲမပြောနဲ့တဲ့လက်တွေ့လှုပ်ဆောင်ဖို့လိုအပ်ပြီတဲ့လက်တွေ့လှုပ်ဆောင်ဖို့လိုအပ်တယ်ဆိုတော့သူကပြောလိုက်တာဖြစ်တယ်ဒါကသူ့အတိပြောတယ်တကယ်နောက်ကျသူကဘာဖြစ်လာမလဲသူပြောတဲ့စကားကတကယ်ကျိုးတို့သူဘယ်သူမှမကူညီနိုင်ဘူးဆိုရင်ကျိုးတို့တကယ်ငါတို့နိုင်ငံကိုအတိအမှတ်ပြုတဲ့ဒီ NUG တို့နော် CRPH တို့ကိုအတိအမှတ်ပြုတဲ့နိုင်ငံကနေလက်နက်နဲ့ဝယ်ပြီးကျိုးတို့လုပ်ဖို့ရှိလာမယ်ဒါကြောင့်ကျိုးနိုင်ငံခြားမှာရှိတဲ့လူတွေအားလုံးကလည်းတန်းတလောက်ခုပတ်စံစုတည်တဲ့ဟာစုရမယ်စုတည်တဲ့စုနိုင်ငံခြားမှာနေတဲ့လူကြည့်နေမယ်ဆိုရင်နိုင်ငံခြားမှာလှုပ်နေတဲ့ညီကောင်မောင်တွေအားလုံးပတ်စံလေးစုထားပါကိုအများကြီးမတတ်နိုင်တော့များလဲကျေစာ10လုံးကျေစာ15လုံးနော်အလုံး20ဟိုကအလုံးတစ်လုံးတတ်နိုင်လဲတစ်လုံးပေါ့9လုံးတတ်နိုင်လဲ9လုံးကျေစာ9လုံးတတ်နိုင်လဲ9လုံးအလုံး20တတ်နိုင်တဲ့လူအလုံး20လူအလုံး100တတ်နိုင်တော့အလုံး100လူပြီးမှလုပ်ဖို့ကျွန်တော်စီစဉ်ထားပါနောက်တစ်ခုမြန်မာပြည်တွင်းမှာရှိတဲ့မြန်မာနိုင်ငံသားတွေနေတိုင်း exercise လုပ်နေပါအလကားမလုပ်နဲ့ကျွန်တော်ပြောချင်တာမဟုတ်လားကျွန်တော်ဟိုတစ်ခါပြောတယ်ကျွန်တော်တစ်ခုခုကိုလုပ်တော့မယ်ဆိုရင်PCမှုလို့ရှိရမယ်ကိုကလောလောဆယ်တခြားဟိုနေမျိုးတော်လို့မရသေးဘူးဆိုရင်မြန်မာနိုင်ငံမှာဘာလုပ်ရမလဲကိုအိမ်နဲ့အိမ်မှာလက်ချစ်နေပါ exercise လုပ်ပြေးချစ်မတူဘူးဘာမှမလုပ်ဘဲနဲ့ဒီတိုင်းတွားတဲ့လူနဲ့နည်းနည်းအိမ်မှာမြင်းနိုင်မိနစ်30တနိုင်လောက် exercise လုပ်ပြေးကြည့်တာတို့ထိုင်ထားလုပ်ပြီးမှဒီကိုယ့်ရဲ့ခန္ဓာကိုယ်တန်ဆွမ်းအောင်လုပ်နေတဲ့လူကမတူဘူးအဲ့ဒါလူတွေကငါတို့လုပ်လို့ရတယ်တိုက်လို့ရတယ်ဒါကြောင့်ပြောတာကျွန်တော်လက်ထဲမှာတနက်တွေရောက်လာပြီဆိုရင်ဒဇိန်းဖြစ်သွားမယ်နောက်ကြရင်ဒါကြောင့်ကျွန်တော်တို့ကအိမ်ထဲမှာအိမ်မနေတော်များလဲအပီမထွက်ရရည်လေးနေပါစေဟိုမှာစစ်တနာမှာမတော်ရရည်လေးနေပါစေလောလောဆယ်မတော်သေးဘူးဆိုရင်အိမ်မှာဟွာလို့ပါ exercise လုပ်တနက်လောက်လေးတဲ့တစ်လုံးကြီးပဲဖြစ်တန်လုံးကြီးကိုအမြင်နာမာတာတို့နော်ချတာတို့ဒီလိုကြိုင်တာဘာမျိုးလုပ်တာတို့ဒါမှမကြည့်နောက်တစ်ခုကတနက်ဘလို့ကြိုင်ရတယ်လဲဘလို့ပြရတယ်လဲဆိုတာလေးကိုလည်း exercise ဒီ view ကြောနဲ့ကောင်းကြည့်နေကျွန်တော်ပြောချင်တာဒါမှကျွန်တော်လုပ်နေတာဒါမှကျွန်တော် exercise လုပ်နေတာငါဒီအစီအနာရှိတိုက်ချင်တယ်လက်နဲ့ရတိုက်ချင်တယ်ဆိုမှဗဇက်ကပြောပြီးမှလှုပ်ရှားမှုမရှိအလကားပဲဒါကြောင့်ကျွန်တော်ပြောတာအိမ်မက်တစ်ခုတော့ရှိတယ်ယူပါယိုတစ်ခုတော့ရှိတယ်အဲ့ဒီယူပါယိုအကောင့်ထဲမပေါ်ဘူးဆိုရင်အဲ့ဒီယူပါယိုအသေးဖြစ်တယ်အဲ့ဒီယူချက်လက်အသေးဖြစ်တယ်ကျွန်တော်အမြင်နဲ့ပြောတယ်ကျွန်တော် follower ရှိတဲ့လူမကြည့်နေလို့အဲ့လိုအမြင်နဲ့ပြောတယ်မကြည့်အသေးဖြစ်လည်းဖြစ်နေတဲ့လူမောဖြစ်လည်းဖြစ်နေမှာအဟောင်းတွေကိုကျွန်တော်အမြင်နဲ့ပြောတဲ့စကားတွေပါပဲရင်မချက်ရှိတယ်ဆိုရင်ရင်မချက်ကိုထားတဲ့တိုင်ကိုကလှုပ်ဆောင်ရမှာโอเคငါဒီဆက်နာရှိကိုငါတို့ဘာမှမလုပ်နိုင်တော့ဘူးနောက်ဆုံးကျကျွန်တော်တိုက်ပွဲဝေရမယ်အားလုံးလက်နဲ့ကပ်ပြီးတိုက်ရမယ့်အချိန်မျိုးဖြစ်လာရင်ငါဘာလုပ်မလဲငါတိုက်မယ်လို့ရည်ရွယ်ချက်ရှိတာမလားအခုချိန်ကလေးကမင်းတန်လို့လေးမှတ်ထားအေးဆက်ဆက်လေးလှုပ်ထားကုလုံးတန်မာလှုပ်ထားအော်ငါမပောက်ကွဲတယ်ကွာငါဒီလိုငါတိုက်မယ်ဆိုပြီးမှပြောပြီးမှဘာမှမလုပ်ဘဲနဲ့ဘာမှမလုပ် exercise မလုပ်မဲ့ဒီတိုင်းနေနေတကယ်ကြုံလာအရေးကြုံလာမနေ့ပြန်ထွက်ရမယ်ဆိုရင်မင်းဘယ်လိုလုပ်မှာလဲဒါကြောင့်ကျွန်တော်ပြောချင်တဲ့အရာကပါလေကိုယ့်ဖက်မှာ ready လုပ်ထားရမယ်ဘာဖြစ်ဖြစ် ready လုပ်ထားမနေ့ပြန်သွားမယ်ဆိုတန်းတော်လို့ရတဲ့အနေချားမျိုးအထိကျွန်တော်ရှိနေရမှာအခုဒီအချိန်မှာသူများနိုင်ငံကိုအားကိုလို့မရတော့ဒါတော့ကျွန်တော်မြင်နေပြောခဲ့တယ်မြန်မာနိုင်ငံတွေလွတ်လပ်ရေးရအောင်လွတ်လပ်ရေးဆိုတာတော့ဒီအချမ်းဖက်လက်မြောက်ဒီအာဏာရှင်လက်အောက်ကလည်းလွတ်မြောက်ဖို့အတွက်ကဘယ်သူရှိမှရှိတယ်လဲဆိုR2P UN မှာလည်းမဟုတ်ဘူးအာဆီယံနိုင်ငံမှာလည်းမဟုတ်ဘူး
မြန်မာနိုင်ငံကလူတွေပဲဖြစ်တယ်ဆိုတော့ကျွန်တော်ပြောတယ် 100% ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဟိုတစ်ခါဗီဒီယိုလုပ်နေတဲ့အတိုင်းပဲလုပ်နေတာပဲပြောနေတာပဲစစ်တပ်ထဲမှာတမတော်ထဲမှာရှိတယ်လူရှိတယ်တမတော်ဆိုစစ်တပ်ထဲမှာတော့ဒီစစ်တပ်ထဲမှာကောင်းတဲ့လူတွေရှိတယ်ပြည်သူတွေဖက်ကိုပါခြင်းတဲ့လူရှိတယ်မပါတဲ့ချင်းတဲ့လူတွေရှိတယ်အယူမှုလုပ်နေတဲ့ရေးလည်းအများရှိတယ်ကျွန်တော်တွေ့နေအယူမှုရိုက်နေတာရက်ဆက်တယ်အဲ့လိုမျိုးလူတွေကိုတော့အခုရိုက်တယ်ဗီဒီယိုတို့ရိုက်ထားတဲ့ဟာကို Facebook မှာမတင်နဲ့ပျောက်သွားမယ်တပ်ဖို့ရိုက်ပြီးမှတင်ထားတပ်ဖို့ရိုက်ပြီးမှကျွန်တော်တင်ထားနောက်တစ်ခုကျွန်တော်ပြောချင်တာကဘာလဲဆိုရင်အဲ့ဒီရဲရဲ့တပ်မတော်ထဲမှာပြည်သူကိုရမ်းချစ်တဲ့ပြည်သူဖက်ကိုပါခြင်းတဲ့လူလည်းအများကြီးရှိတယ်အများကြီးရှိတော့ကြောင့်သူတို့ဘာလုပ်လဲဆိုအများကြီးရှိတော့ကြောင့်ဘာလုပ်ကျွန်တော်ဘာပြောလဲဆိုရင်ခေါ်တခါဗီဒီယိုမှာကျွန်တော်ပြောတယ်အဲ့မှာလူကြည့်ကိုနဲ့ပြည်သူတွေကိုပါခြင်းတဲ့လူနဲ့တလုံးသွားတဲ့နေပြီးမှတခုခုအရေးပေါ်လာပြီဆိုရင်လည်းလှုပ်တာဟာရတခုခုကွာဥမာကွာတကယ်တော့သူတို့မပါဘူးချင်းတကယ်တော့တိုက်မဲ့ခတ်မဲ့ချင်းတွေဖြစ်လာမယ်ဆိုရင်လည်းဘာပဲတခုတော့ရွေးချယ်ရမှာပဲတခုခုလှုပ်ရမယ်ဆိုတော့ဟာမျိုးအထိကျွန်တော်တွားဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်ပြောချင်တာဖြစ်တယ်အဲ့ဒါလိုအထိတွားရမှာဒါကြောင့်တမတော်ထဲမှာပဲရှိပြည်သူကိုချစ်တဲ့လူရှိမယ်ဆိုရင်ဒီတိုင်းထိုင်မနေနဲ့ပြည်သူတွေမုန်းပြီးမှအသက်ဆုံးသွားတာနဲ့ပြည်သူချစ်ပြီးမှအသက်ဆုံးသွားပြည်သူချစ်ပြီးအသက်ဆုံးသွားတာပုံမြတ်တန်တယ်ကျွန်တော်မြင်နှံပြောတယ်တန်းထောင်ချီများစွာမိချမ်းတာနေမဲ့နင်းကိုလူမုန်းတဲ့လူရှိနေအဲ့တန်းထောင်ချီကနင်းကိုဘာမှအလကားဘာမှအာနာမနိဘလောက်ရှိနေပါစေအတိအမတ်မပြုတ်တဲ့အာနာဖြစ်မယ်ဆိုရင်မင်းရဲ့အာနာကဘာမှတန်ဖိုးမရှိဘူးဘာမှကိုယ်တည်မရှိဘူးအာနာဆိုတာကလူကတန်ဖိုးထားလို့အာနာတစ်ခုဖြစ်လာတာရှိတာကလူတန်ဖိုးထားတဲ့အာနာဖြစ်လာမှာပဲလူကကိုရှိတာအာနာရှိလို့ကိုကတန်ဖိုးမရှိဘူးကိုကလူတကာအတိမပြုတ်တဲ့အာနာကအလာလကားပဲဘာမှမတူမင်းခေါင်းပေါ်မှာချီတုံးရင်းတင်ထားမှလမ်းလျှောက်နေတဲ့အတူတူပဲဟုတ်တယ်မလားဒါကြောင့်အာနာဆိုတာလူတကာကအတိမပြုတ်တယ်ဆိုတာလူတကာချစ်ခင်တယ်လူတကာကတော်တယ်ဒီလူကတော်တယ်ဒီလူကလေးစားထားတဲ့လူဖြစ်တယ်ဆိုပြီးမှကိုပေးတာအာနာလေးပေးတာဒါကအမတမပျော်စရာကောင်းတယ်အမတမကျဉ်းနှုတ်စရာကောင်းတဲ့အရာဖြစ်တယ်လူတကာမုန်းတဲ့အာနာလူတကာမုန်းတဲ့အာနာလူတကာမကြိုက်တဲ့အာနာမျိုးမင်းယူထားပြီးမှယူထားမယ်ဆိုရင်ဘာဖြစ်လဲလူများရှိမှလည်းနေတော့မဝင်ဘူးဒါကြောင့်ကျွန်တော်ပြောတာနေခေါင်းပေါ်မှာတင်ထားတဲ့ချင်းတုံးနဲ့တူတယ်ချင်းတုံးရင်းကိုဗာလဲအေးတုံးပေါ့နော်အေးတုံးကိုဒီမှာခေါင်းပေါ်မှာတင်ပြီးလမ်းလျှောက်နေတဲ့တူတူပဲလူမျိုးရှိမှာချက်စရာကြီးညစ်ပတ်စရာကြီးယွန်းစရာကြီးဖြစ်တယ်ဒါကြောင့်အထင်ကြီးစရာတစ်ခုမှမရှိဘူးဒါကြောင့်ကိုအာနာကဘာနာလဲကိုရှိရင်လက်ရှိအာနာကဘာနေလဲပီတူကရွေးချယ်ထားပြီးမှပီတူကပေးထားတဲ့အာနာလားကိုတူတယောက်တည်းကောင်းစားဖို့ပီတူမုန်းတဲ့အာနာလားအဲ့တော့အမြင်နဲ့စဉ်းစားပါကျွန်တော်ပြောချင်တယ်အရေးတွေကိုလည်းကျွန်တော်ပြောချင်တယ်ဒီမှာစစ်တပ်တွေကိုလည်းကျွန်တော်ပြောချင်တယ်တပ်မတော်တွေလည်းကျွန်တော်ပြောချင်တယ်ကျွန်တော်မြင်တာပြောသူတပ်မတော်ဆိုတာကကိုချင်းချင်းတပ်ဖို့တပ်မတော်မဟုတ်ဘူးတပ်မတော်ဆိုတာကကျွန်တော်မြင်တာကျွန်တော်ပြောခဲ့တဲ့စကားရှိတယ်ထိုင်းနိုင်ငံမှာကျွန်တော်တို့တခြားနိုင်ငံမှာကျွန်တော်တို့ကိုမတရားနှိပ်စက်နေတယ်မတရားကျွန်တော်တို့မလုပ်တာကိုလုပ်တယ်မြန်မာနိုင်ငံသားဒီကောင်တွေဒီလိုလုပ်တယ်ဆိုတော့လုပ်နေတယ်အဲ့ဒီချိန်မှာမေးလက်နဲ့ကင်လေအဲ့ဒီချိန်မှာမေးရုရှားဝယ်ထားလေပြန်လေသူတို့နေဆက်မှာပြန်လေသူတို့ရဲ့နိုင်ငံနေဆက်မှာတော့ပြန်လိုက်ငါလူမျိုးတွေဒီလိုလုပ်ငါမကျေနပ်ဘူးဆိုမှမဲ့လေမေးချက်လေတော့ပြန်လိုက်လေတော့လိုက်မေးဝယ်ထားလေအဲ့ဒီမှာဆောင်းပြတ်တော့မင်းငါပြည်သူတွေဒီမျိုးလုပ်တဲ့အချိန်မှာငါတို့လာတော့မယ်မြန်လို့ဒါမျိုးလုပ်လေအဲ့လိုမျိုးတော့သူတို့မလုပ်ဟုတ်လားမလားငါတို့ပြည်သူကလေနဲ့ပြစ်တယ်ပိုးတယ်ကျဲတယ်ဘယ်သူတက်လဲငါတို့ကိုယ်တိုင်ကိုငါတို့ဝယ်ထားတဲ့လက်နဲ့ကငါတို့ပြန်တက်တယ်ငါတို့ဝယ်ထားတဲ့လေကငါတို့ပြန်တက်တယ်ဒါမျိုးလူကကောင်းသလားမကောင်းလားမင်းတို့စဉ်းစားဒါကြောင့်ကျွန်တော်ခုဒီရွှေရှင်မင်းသားတို့မစ်သမီးတို့အဆူတော်တို့သူတို့ရဲ့စိတ်ရင်းစင်မှန်ကိုဒီချိန်မှာသိရမယ်လူတယောက်ကကောင်းလားမကောင်းလားဘေးမိရုပ်ရှင်မင်းသမီးကသဘောကောင်းတယ်လေဘေးအဆူတော်ကကောင်းတယ်လေဘေး social influencer တွေပေါ့နော် social influencer တို့ဘာတို့ညာတို့ကောင်းတဲ့လူကဘာလို့လဲမသိဘူးဒီချိန်မှာအတိတာဆုံးဒီချိန်မှာတိတာဆုံးပါလဲသူတို့ထဲမှာဒါဘယ်ကနေလာလဲလူကအချစ်က action ကဘယ်ကလာတယ်ဆိုရင်နှလုံးကနေလာတာလေဒီနှလုံးကနေကောင်းတဲ့နှလုံးရှိတဲ့ချိန်မှာကောင်းတဲ့အမှန်တရားကိုလိုချင်တယ်နှလုံးကောင်းတဲ့လူစိတ်တဘိုးကောင်းတဲ့လူကစိတ်တဘိုးကောင်းတဲ့အတိုင်းသွားမှာပဲကြည့်အဆူတော်တို့အခုဒီမှာရှိကျွန်တော်တို့အမင်းတော့မပြောဒီဟာမျိုးလူတို့မျိုးအားတော့ background လို့နောက်ကြိုက်ရုပ်ရှင်မင်းသမီးကိုလည်းသူတို့နဲ့ဇက်ကအပေါ်မှာ post တိုင်းချိန်တာနဲ့အဲ့ရှင်းမှာတော့ဖြတ်တော်မှတော့မရှောင်းနဲ့ဖြတ်တော်မှတော့မရှောင်းနဲ့ကြည့်တော်မှမကြည့်မိစေနဲ့ဗျာကျွန်တော်ရှင်းရှင်းပြောမယ်ဒါပဲဆိုတော့အခုဒီချိန်မှာအဆူတော်လည်းရှိတယ်မင်းသမီးလည်းရှိတယ်တချို့မင်းသားအရာမင်းသမီးအရာလည်းရှိဒိန်းတော်လို့ဆိုရင်လည်းကြည့်အမှန်တမ်းဟောဖြစ်တယ်ကြည့်ဒါမျိုးတွေကိုရဲ့စိတ်မေစိတ်ထားဘယ်လိုမျိုးရှိရဆိုမင်းတို့ခုဒီချိန်မှာကောင်းအောင်သိတယ်ဘေးသူတွေကပြည်သူဖက်ကိုချစ်တယ်ဘေးသူတွေကအမှန်တရားကိုကြိုက်တယ်ဘေးသူတွေကဗာလဲ
အမှန်တရားဖက်ကိုလက်တည်ပြီးမှဘေးသူတွေကတကယ်စိတ်တဘောနဲ့ကောင်းတဲ့လူလဲဆိုတာကဒီချိန်မှာတိတာဆုံးပဲဖြစ်တယ်ကျွန်တော်ပြောနေတာဒါနားလေစီချင်တယ်ဟွာနဲ့မတူဘူးကျွန်တော်တို့ကဘာနဲ့မတူလဲဆိုဒီဘာပြောမလဲဒီပါတီနဲ့မတူပါတီကတော့မိကြိုက်ခိုင်ပါတီပဲဖြစ်ဘာပါတီပဲဖြစ်ပါကြိုက်ခိုင်ပါတီပဲဖြစ်ဘာပါတီပဲဖြစ်ကျွန်တော်တို့ဘာမှမဖြစ်ဘူးကျွန်တော်တို့ဒါမဲ့အခုဒါဒီအာနာရှိကိုပေးနေရတဲ့အချောင်းကြီးကဒါအတိတိတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ပေးနေတဲ့ဟာကျွန်တော်တို့နေနေတဲ့ခြေတော့ကလမ်းလျှောက်နေတဲ့ဒီလမ်းကကျွန်တော်တို့သွားနေတဲ့ဒီဥတီချက်ကအော်ပီတူဖက်ကိုသွားနေသလားမဟုတ်ဘဲနဲ့မတရားလူဖက်ကိုသွားနေသလားဆိုတော့ကျွန်တော်တို့သိဖို့လိုတယ်ကျွန်တော်အမြင်နဲ့ပြောသလိုပဲလူကောင်းလားမကောင်းလားဆိုတော့ဒီတွေကနေလာတာတဘောတော့အပေါ်ပိုင်းမှာဘလောက်ပဲပင်ထားအပေါ်ဘက်ငါဘလောက်ပဲချစ်တယ်လို့ခဏပြောနေပါစေဒီနှလုံးသားနဲ့လာတာဆိုတော့ဒီနှလုံးမကောင်းလို့အခုလက်ရှိလဲမကောင်းတဲ့လူနဲ့ပေါင်းတာပဲနှလုံးကောင်းတယ်ဆိုရင်ကောင်းတဲ့လူပဲသူတို့ပေါင်းပါပဲနှလုံးကောင်းတယ်ဆိုအမှန်တရားဖက်မှာသူတို့အမှန်တရားကိုကြိုက်တဲ့လူဆိုရင်အမှန်တရားဖက်ကိုသူတို့လိုက်မှာပဲနော်အမှန်တရားကိုမကြိုက်လို့အမှန်တရားမဖက်မဟုတ်တဲ့လူဖက်မှာလိုက်နေတာပဲတချို့လူကပြောချတယ်အမေရိကန်ကတခြားနိုင်ငံကစစ်လာတိုက်ရင်တမတော်ကပဲစစ်တိုက်ပေးရမှာပေါ့စစ်တိုက်ပေးရမှာဘာညာပြောနေတယ်ဘာလဲမင်းရောဘယ်ဘသူကလာတိုက်မှာတရုတ်ကသူ့ဖေလေဘသူလာတိုက်เสียလို့လဲရုရှားကသူ့ဖေဘသူလာတိုက်เสียလို့လဲစင်ကာပူလာတိုက်မလို့ထင်လားစင်ကာပူလည်းမင်းသူ့ဖေကြီးလေသူ့ဖေကဘလို့လာတိုက်မှာအိုးမှာကွာငါတို့နိုင်ငံကထိုင်းကလည်းသူ့ဖေရဲ့မှာဘသူလာတိုက်မှာပြောချင်တဲ့ဒိပေကပါလဲဆိုရင်ကျွန်တော်တို့သူများနိုင်ငံကလာတိုက်တယ်ဆိုတော့ခင်ဗျပြောမနေနဲ့အဲ့မှာပတ်ဝန်းကျင်မှာနေတဲ့အရာအားလုံးငါတို့နိုင်ငံမှာလာတိုက်မဲ့လို့ကြောက်မှမရှိဘူးပူလည်းမပူနဲ့ကြောက်လည်းမကြောက်နဲ့နင်တို့မင်းတို့ရဲ့အမျိုးသားရေးဘာသာရေးလူမျိုးရေးကိုနင်တို့ချိန်ခံပြီးမှမိုင်းတိုက်ခံနေရတဲ့လူကျွန်တော်ပြောပြတာအမျိုးသားရေးဆိုပြီးမှလို့မင်းဘလောက်ထိအုပ်ချုပ်လာပြီလေမင်းတို့စဉ်းစားအမျိုးသားရေးဆိုပြီးမှလောက်လာပြီးမှဘလောက်ထိမင်းတို့သားသမီးတွေစင်းရဲနေဘလောက်ထိမင်းတို့သားသမီးတွေပညာမဲ့လဲဘလောက်ထိမင်းတို့သားသမီးတွေအချိန်ကလကားရှုံးနေရပြီးမှလူတယောက်ဖြစ်ရမယ့်ဟာလူနိုင်ငံတကာမှာမျက်နှာတာရတဲ့လူဖြစ်ရမယ့်ဟာအစားအမျိုးသားရေးဘာသာရေးကိုပဲခင်ဗျားတို့အဲ့လိုပဲတိုက်နေတော့အခုဘာဖြစ်နေပြီလဲလူတကာမှာလည်းမျက်နှာတာမရဘူးသူများနိုင်ငံတော်လည်းမင်းတို့မြန်မာနိုင်ငံကမျက်နှာတာဘာတစ်ခုမှမရအောင်ဘာတစ်ခုမှဗန်စင်းထဲတော့မှမထည့်တော့ဘာကြောင့်လဲအမျိုးသားရေးဘာသာရေးဆိုပြီးမျိုးအခုမင်းတို့အမျိုးသားရေးဘာသာရေးကိုကံကွယ်ရှောက်ပေးတဲ့လူတွေကမင်းတို့အမျိုးသားမင်းတို့ဗမာတွေကိုတတ်တာမလားမင်းတို့လူမျိုးတွေပဲတတ်တာမလားငါတို့လူမျိုးလည်းတတ်တာမလားလူတိုင်းကိုတတ်တာလူမျိုးဆိုတာဘာပြောချင်လူမျိုးဆိုတာမြန်မာနိုင်ငံမှာရှိတဲ့လူမျိုးအားလုံးတစ်မျိုးတည်းပဲမြန်မာနိုင်ငံမှာရှိတဲ့လူအားလုံးတိုက်ငါတို့လူမျိုးကိုတတ်တာပဲအတူတူပဲဒါကြောင့်ကျွန်တော်ပြောချင်တဲ့ရက်ကပါလဲဆိုရင်အမျိုးသားရေးကိုကြိုက်တယ်တကယ်တော့မင်းအမျိုးသားရေးကိုကြိုက်တယ်ငါတို့လူမျိုးကိုကြိုက်တယ်အမျိုးသားရေးနဲ့ဘာသာရေးကိုကောက်ွယ်ရှောက်တယ်ဆိုရင်မိဘာကြောင့်ရင်တော့2008-2009မှာဖုန်းကြီးတွေဘာကြောင့်ပစ်တတ်တယ်နံပါတ်1โอเคလူမျိုးရေးအခုလူမျိုးတွေတော့စင်းရဲနေတယ်ဒါတော့ပညာမဲ့ဖြစ်နေတယ်မင်းကချမ်းသာတယ်မြို့လူမျိုးတွေစင်းရဲနေတယ်ဒါကိုခင်ဗျားကပြောလဲအမျိုးသားရေးကွာကွာဒါတော့မင်းတို့မိုင်းတိုက်တယ်မင်းတို့ရဲ့ဦးနှောင်းတိတ်တိတ်လေးကိုကျွန်တော်ပြောချင်တာဒီမှာတချို့တလေရှိမယ်ကျွန်တော်ဦးနှောင်းတိတ်တိတ်လေးနဲ့ဟိုနည်းနည်းလေးတော့လေးနဲ့မဆုံးဖြစ်နေလူဆိုတော့အကြီးကြီးစဉ်းစားတတ်ရတာစာဖတ်ဒါကြောင့်ပြောတာမင်းတို့တချို့တလေကဟိုအမျိုးသားရေးနဲ့ဘာသာရေးဆိုတဲ့တမားတွေကိုကျွန်တော်ကြည့်လိုက်ဒီကောင်တွေကဘာမှမလုပ်ဘူးအမျိုးမြင်လည်းမရှိဘူးအခုလမ်းပေါ်မှာဆက်နေတဲ့လူတွေနော်အမျိုးဘာသာရေးအမျိုးသားရေးဆိုဘာသာရေးဆိုတော့ကျွန်တော်အမြင်နဲ့ပြောတယ်ဘာသာဆိုတာဟာကိုလုပ်လို့မရဘူးဘာသာဆိုတာငါโอเคငါဗုဒ္ဓဘာသာအဖေတယောက်ထားလိုက်အဲ့ဒီတောက်ကိုငါမရရအောင်ဗုဒ္ဓဘာသာကိုကိုရမယ်မင်းဒီလိုမျိုးအလူယူရမယ်ဆိုမှရိုက်လို့မရဘူးဘာလဲသူစိတ်ကမရသူကရဲ့နှလုံးတော်မှာသူ့ရဲ့နှလုံးကအဲ့ဒီဘာသာနဲ့ तू မတွားချင်မှုဆိုရင် तू လုံနေတဲ့ကုတော်အလကားပဲလေမဟုတ်ဘူးလားကျွန်တော်ခရိယာဖိပြီးမှငါဖေငါသားသမီးတို့မိခရိယာပဲကိုကိုရမယ်ခရိယာကိုပဲဒီလိုလုပ်ရမယ်ဆိုမှရိုက်ကြည့် तू နှလုံးမှာသူတို့နှလုံးဒီအရင်တော်မှာဒီထဲကသူတို့ကကိုကိုွယ်ချင်ပြီးမှမကိုကိုွယ်ချင်မဲ့နဲ့ငါတယောက်ကသူ့ကိုကိုွယ်ခိုင်းလို့မရဘူးဒါ तू နဲ့ဆိုင်တယ်ဆိုလိုချင်တဲ့ဒိတ်ပေကဒါပဲဘာသာတရားဆိုလဲဒါပညာရှိလို့အားလို့သိတယ်သူများလှုပ်ပေးလို့မရဘူးကိုဆုံးဖြတ်တာငါဖေဥပမာငါကောင်းမှုလို့ငါသားပေါ်မှာရောက်တာမဟုတ်ဘူးဒါကအမားတချို့လူကကျွန်တော်ပြောပြတာသမီးတွေကျွန်တော်ပြောပြကိုဘာသာတရားဆိုတမလွန်ဘဝဆိုတာကိုလုံးမကိုဟာပဲမင်းဖေလို့ပေးလို့ရမမင်းမေလို့ပေးလို့ရမလူရဲ့ခန္ဓာကိုယ်တော့ဆုံးမပေးလို့ရတယ်ခန္ဓာကိုယ်မှာတော့ဆုံးမပေးလို့ရတယ်
ဒါမဲ့တမလွန်ဘိုကမှသွားလို့မရအောင်တမလွန်ဘိုကမင်းကမတရားလောက်ခိုင်းလို့လည်းမရအောင်မတရားအသင်းမလောက်ခိုင်းလို့မရအောင်သူ့ကိုယ်တိုင်ကောင်မှလှုပ်ချင်တဲ့စိတ်မရှိမဲ့ကိုယ်လှုပ်ခိုင်းမယ်ဆိုဒီအချင်းတက်ပဲဘာမှမထူးဒါကြောင့်အမျိုးသားရေးဆိုတာနဲ့ဘာသာရေးဆိုတာကကျတို့နေ့တို့မိုင်းတိုက်ထားရရဖြစ်တယ်အမျိုးသားရေးဘာသာရေးဆိုမှမြို့တိတ်အရန်လို့ကြည့်ငါတို့မြန်မာနိုင်ငံဒီထက်မကအခုကြည့် Federal နိုင်ငံ Federal ပြည်တော်စု Federal နိုင်ငံဖြစ်လာပြီလို့ထားပါစို့အဲ့ဒီအမျိုးသားရေးနိုင်ငံရဲ့တမားတွေပဲအမြင်နဲ့လှုပ်သွားမယ်ငါတို့ဗမာတွေပဲဥချိုးရမယ်ငါတို့ဗုဒ္ဓဘာသာနေရာတကာမှာဖြစ်ရမယ်ငါတို့ဒီလိုမျိုးနေရာတကာဖြစ်ရမယ်ဆိုပြီးမျိုးလိုမျိုးထင်နေမယ်ဆိုရင်ငါတို့မြန်မာနိုင်ငံဘေး Federal ဖြစ်နေပါစေငါတို့နိုင်ငံတိုးတက်မှာမဟုတ်ဘူးဒါကြောင့်ဒီဓာတွေအားလို့ကျွန်တော်ကလုပ်ရမလဲဆိုရင်မေ့ပြရမယ်အားလုံးကအမဲဖြစ်ပါစေအဖေဖြစ်ပါစေကို့အမျိုးတွေထဲမှာတော့မှအမျိုးတွေမိသားစုတွေထဲမှာတော့မှအမှန်တရားကိုမရက်အမှန်တရားဖက်ကိုမရက်တည်ပေးနဲ့ဥပမာကျွန်တော်နဲ့ကျွန်တော်တို့အိမ်ရှိရကွာဥပမာထားလိုက်ကိုအိမ်ဘေးနာလူနဲ့ကျွန်တော်တို့မိသားစုနဲ့စကားများတယ်ဒါပေမဲ့ဟိုမိသားစုကမန်နေတယ်ဆိုရင်ငါတို့ထက်ကမိသားစုကမားနေတယ်ဆိုရင်ငါတို့ဖက်ကမိသားစုငါတို့အမျိုးမိုးလို့ငါတို့အမျိုးမိုးလို့ငါတို့ကာကွယ်ရမှာမဟုတ်ဘူးဟိုအိမ်ကမန်နေတယ်ဆိုရင်အမှန်တရားဖက်ကိုလိုက်တည်ရမယ်ဒါမျိုးစိတ်ရှိရမယ်အော်ငါတို့ငါညီကိုငါအမေတွေဖြစ်နေလို့ငါအမှန်တရားကိုဖုံးကွယ်ပြီးမှအဲ့လိုမျိုးလုပ်ပြီးမယ် no ဒါမျိုးမလုပ်ရအောင်ငါအိမ်မိသားစုကလည်းငါအိမ်မိသားစုနဲ့ဟိုဘက်အိမ်နဲ့ဆရာဖြစ်တယ်ဆိုရင်ဟိုဘက်အိမ်ကမန်နေပြငါအိမ်ကလူမားတယ်ဆိုရင်ငါဟိုဘက်အိမ်မှာမရက်တည်ပေးရမယ်အဲ့ဒါတာဝန်ရှိရမယ်ဒါမှန်တရားဖြစ်ရမယ်ဒါမျိုးစိတ်ရှိမှပဲကျွန်တော်မြန်မာနိုင်ငံထိုးတက်မှာဒါမျိုးရှိမှငါတို့မြန်မာနိုင်ငံတွေငါတို့မြန်မာနိုင်ငံတွေဘာဖြစ်ရမလဲဆိုရင်တိုးတက်တဲ့ဥပဒေစိုးမိုးတဲ့နိုင်ငံဖြစ်လာပါအဲ့လိုမျိုးဖြစ်မှာပဲငါတို့မြန်မာနိုင်ငံတနိုင်ငံလုံးနိုင်ငံတကာဒီကမ္ဘာလုံးဒီလုံးကြီးစိမ့်လေးထဲမှာငါတို့မြန်မာနိုင်ငံမြန်မာနိုင်ငံပြည်သားတွေမျက်နှာသာရတဲ့နိုင်ငံသားတွေဖြစ်လာမယ်လူမျိုးတကာတွေလေးစားတဲ့နိုင်ငံဖြစ်လာမယ်မဟုတ်ဘဲနဲ့ဒီတိုင်းပဲတွားကြည့်ပါလားဘယ်လိုနည်းမှဖြစ်နိုင်ဘူးနော်ဒါကိုကျွန်တော်ပြောချင်တာဒါကြောင့်ကျွန်တော်ပြောချင်တဲ့ຢာကပါလဲစီလုံးဖို့ညီညွတ်ဖို့ကူညီဖို့ဘယ်တော့မှနောက်မကျစေပါနဲ့ကျွန်တော်မင်းကစူးစမ်းနေတာအခုတန်းတယ်လို့ကျွန်တော်စူးစမ်းနေတဲ့အချိန်တိုင်းကျွန်တော်လုပ်မယ်လုံးနဲ့ကျွန်တော်တတ်နိုင်တဲ့ဖက်ကနေကြိုးစားမယ်တတ်နိုင်ဖက်ကနေဥပမာနောက်ကျရင်လက်နဲ့တွေပါညာဖြစ်လာမယ်ဆိုရင်ကြေစာလည်းဘယ်လောက်ဝင်နိုင်မလဲကိုနိုင်တယ်လို့ကျွန်တော်ထောက်ပံ့မယ်ဥပမာခုကျွန်တော်တို့စီးပွားရေးလုပ်ဖို့အခြေအနေမျိုးရှိတယ်ကဲကျွန်တော်စီးပွားရေးလုပ်မယ်ဆိုရင်ကျွန်တော်စီးပွားရေးလုပ်ချင်တဲ့စံတာကျွန်တော်တို့မရှိရဆိုရင်မြန်မာနိုင်ငံမှာကျွန်တော်တို့အလုပ်သမားရတဲ့ငါတို့မြန်မာနိုင်ငံထက်တော့မှငါတို့အခုနကျွန်တော်တို့မြန်မာနိုင်ငံလစာအနေဆုံးဖြစ်နေတာတရက်လုပ်တရက်စားဆိုတော့မလောက်ဘူးတလလောက်တာတရက်မစားရအောင်လစာပြီးတာနဲ့အပီပီစီအပီပူစီပိုဈေးကြီးနေတာလာစာကနေနေဘယ်လိုပြီးမှမိသားစုဖို့ဖို့လုံးနဲ့နေရမှာဘယ်လိုပြီးမှမိသားစုကြီးချက်ချက်တန်တန်နဲ့ငငယ်ဆက်အေးဆက်နေရမှာလဲတတ်နေရမှာလဲအဲ့ဒါလိုမနေရဘူးဒါကြောင့်ကျွန်တော်အခုစဉ်းစားနေတဲ့ຢာကတာပဲမြန်မာနိုင်ငံမှာဘာဖြစ်ကျွန်တော်တတ်နိုင်တာဖက်နေအလုပ်သမား200ဆိုတဲ့နေရာ300ဆိုတဲ့300 30ဆိုတဲ့1ယောက်ဖြစ်2ယောက်ဖြစ်ကျွန်တော်ခတ်နိုင်အောင်ကျွန်တော်ကြိုးစားမယ်အဲ့ဒီလူကိုအနည်းဆုံးကျွန်တော် USA ဒေါ်လာနဲ့ပြီးမယ်ဥပမာကွာတရက်တနိုင်2ချက်ဆို2ချက်တရက်30ဆို30 12ချက်ဆို12ချက်အဲ့လိုမျိုးပေးမယ်အဲ့လိုမျိုးပုံစံနဲ့ကျွန်တော်လုပ်ဖို့ကျွန်တော်စဉ်းစားတယ်အမြဲတမ်းကျွန်တော်တို့လိုပဲစဉ်းစားတယ်ကိုတိုးတက်မှမြန်မာနိုင်ငံတိုးတက်တယ်ဆိုတာကကျွန်တော်ပြောပြမယ်နိုင်ငံတိုးတက်တယ်ဆိုတာကတရားတစုံတရားရချမ်းသာလို့တိုးတက်တာမဟုတ်ဘူးတိုးတက်တယ်လို့မခေါ်ဘူးနိုင်ငံတိုးတက်တဲ့နိုင်ငံချမ်းသာတယ်ဆိုတာလူတိုင်းအားလုံးချမ်းသာမှနိုင်ငံချမ်းသာတယ်လို့ခေါ်တာဘယ်ကနေစတယ်လဲကိုတိုင်းရတယ်စတာဒါကြောင့်ဒီမှာလုံနိုင်တိုင်းစွမ်းရှိတဲ့လူကိုကျွန်တော်ပြောလူငယ်တွေကိုပြောတာလူကြီးကိုလည်းကျွန်တော်ပြောမယ်ကိုလုံနိုင်စွမ်းရှိတယ်ကိုလုံနိုင်စွမ်းရှိတဲ့ပါရမီပါတယ်စီးပွားလုံနိုင်စွမ်းရှိတယ်စီးပွားလုံတခြားလူလည်းတွဲခေါ်အဲ့လိုမျိုးကိုကစီးပွားလုပ်တဲ့လူများလာတော့ငါတို့မြန်မာနိုင်ငံရဲ့အခြေခံလစာအခြေခံဝင်ဝင်ကလူတိုင်းကများလာမယ်ဆိုရင်ငါတို့မြန်မာနိုင်ငံကအတိုမက်တစ်ငါတို့ကချမ်းသာတဲ့နိုင်ငံဖြစ်လာမယ်အတိုမက်တစ်ဝင်ဝင်ကောင်းတဲ့နိုင်ငံတစ်ခုပေါ့နော်တုံများနိုင်ငံထက်တာတဲ့ဝင်ဝင်တွေကျွန်တော်တို့ရဖို့လိုတယ်ဒါမျိုးဖြစ်လာမှာလူအခုမင်းအောင်လိုင်းတို့ဘီလီယံလောက်ချမ်းသာတယ်ကဘာမှာငါတို့မြန်မာနိုင်ငံမှာချမ်းသာလို့ဘယ်သူပြောလဲဘယ်သူမှငါတို့စီးရတဲ့နိုင်ငံမှာရောက်နေတာလေမင်းအောင်လိုင်းစီးတဲ့ဖက်နှက်လေသူမင်းမကန်တဲ့အရာတွေကြည့်ဘလောက်ကျွန်တော်ဟိုနေ့မနေ့ညလို့ကျွန်တော်ပြောသလိုသူဘလောက်ပဲကင်ထားဘလောက်ပဲတန်ဖိုးကြီးတဲ့ဟာတွေစုထားဝတ်ထားကင်ထားသူ့ဘယ်သူမှမလေးစားဘူးသူ့ဘယ်သူမှအော်ဒီကောင်ချမ်းသာတယ်လို့မပြောဘူးအဲ့ဒီအပေါ်ကိုဆုံးဖြတ်နိုင်ငံကချမ်းသာလားလူနိုင်ငံကကောင်းလားမကောင်းလားဆိုကိုယ့်နိုင်ငံကိုဆုံးဖြတ်တာကိုယ့်နိုင်ငံမှာရှိတဲ့ဟာကိုဆုံးဖြတ်တယ်ကိုယ့်နိုင်ငံစီးပွားရေးကိုယ့်နိုင်ငံရဲ့လူမှုရေးကိုယ့်နိုင်ငံရဲ့လူနေမှုစစ်တမ်းကိုကြည့်ပြီးဆုံးဖြတ်တာအခုကိုရီးယားဂျပန်ကလူတယောက်ဝင်လာတယ်ဂျပန်နိုင်ငံကဝင်ကြီးတယောက်မြန်မာတခြားနိုင်ငံမှာကိုတော့မဆွေအဝတ်စား9သိန်းတာလို့6သိန်းတာဝတ်ဆရာမလို့ respect ပေးပြီးသားဘာကြောင့်လဲသူ့နိုင်ငံကကောင်းတယ်လေချမ်းသာတယ်လေ
都能爱搞抢到的时候，没有我他了，俺等到我想不喽，但呀大老板，俺是大老板，我比嘛多了嘛，你不都么说累啥嘞？嘛后边你呀那个你们那个嘛抢到呗，你们那个后比如个CNN个么那边嘛，美国他了，等俺头单，等到我头了，我多了那个呗，那个呗，不都嘛你会听不清？你讲没啊？俺碰到搞的时段没？我啥讲呢？我多边嘛，等单呢，我多没是我听几秒都听了，我不管那个我送不下的，没一个你都可能知道，没那我们送不下不，你们那个我送不下的，没那个我送不下的，这种就都啊对个啊，都老百姓了，没有老几没来了，你们那个都无上边嘛，少了个路进来了，没有市场去搞几，就比如买了做嘛搞几。老别对老铁会哦，不老的路我啥搞呢？我多伊，我路里听几没有听的。都对口都老百姓的，都老百姓的，原对口老百姓的，原嘛说一直讲我当没说，我苗路一直苗路一直讲我当没原嘛几多，这个第三路苗路挺几路，看啥呀？苗路别多，老百姓多嘛一个，那个大家嘛说没有我啥我们记有，那个大家嘛记得不都记得了说，没有那个我记得，没有那个不老传达了，没那个比度不老我从木都要数木一个不老搞了嘛搞了大不记得。你都要车我他来后，没搞上我他来我啥人把他们上，大家全部都讲大呗。都说对口老百姓都讲么，俺说对口的阿鲁，对买的阿鲁，俺说比度个流的，路眼的阿鲁做的好在抽呀没，赔呀没。我嘛，ကျွန်တော်ခုနကျွန်တော်ပြောခဲ့တယ်လို့ပဲအမှန်တရားဖက်ဆိုရင်အမျိုးပဲဖြစ်ဖြစ်အဖေပဲဖြစ်နေပါစေကိုကအမှန်တရားဖက်ကိုရက်တည်ပေးရမယ်ကျွန်တော်နဲ့ဥပမာအကူနဲ့ကျွန်တော်နဲ့ညီကိုနှစ်ယောက်ရှိမယ်တခြားညီကိုနှစ်ယောက်ဟိုမှာရှိမယ်ဒါပေမဲ့ကျွန်တော်ကိုကမားတယ်ဆိုရင်ကျွန်တော်ကိုကမားတယ်ဆိုရင်ကျွန်တော်မပါဘူးဘယ်သူဖက်ပါမှန်တဲ့တရားဖက်ကိုပါရမယ်ဒါမျိုးရှိရမယ်ဒါမျိုးရှိမှပဲအမျိုးပဲဖြစ်ဖြစ်အတူပဲဖြစ်အဖေပဲဖြစ်ညီမပဲဖြစ်နေပါစေအမှန်တရားဖက်ကိုပဲရက်တည်ခိုင်းစေချင်တယ်အမှန်တရားဖက်ကနေမျိုးမဟုတ်ဘူးအမှန်တရားဖက်ကနေလို့နဲ့ရတူအိုးမနေနဲ့ရဖြစ်ထားတဲ့လူတယောက်အဲ့အမှန်တရားသူကမှန်နေတယ်ဒါပေမဲ့နေကိုကမားနေတယ်ဆိုရင်နေနဲ့ရဖြစ်ထားတဲ့လူကမှန်နေတယ်ဆိုရင်လေအဲ့ဒီဖက်ကိုရက်တည်ပေးရမယ်တောက်ကနေတောက်မင်းရငါ့ရဲ့တောက်ဒါကြောင့်အမှန်တရားဆိုတာဒါကိုရှိရမယ်ဒါလို့ရှိမှပဲကျုံးလို့ကဘာဖြစ်လာမလဲဆိုကောင်းတဲ့လူနိုင်ငံသားဖြစ်လာမယ်အစစ်တမ်းမြင့်မားတဲ့နိုင်ငံသားတွေဖြစ်လာမယ်တန်ဖိုးရှိတဲ့နိုင်ငံသားတွေဖြစ်လာမယ်လူတကာမမျက်နှာตาရတဲ့နိုင်ငံလူမျိုးတွေဖြစ်လာမယ်ဒါကိုကျွန်တော်ပြောချင်တာဖြစ်တယ်ဒါကိုကျိုးတို့လူတိုင်းကအဲ့လိုမျိုးစိတ်ဓာတ်မျိုးမွေးရမယ်အဲ့လိုမျိုးစိတ်ဓာတ်မွေးမှပဲအဲ့လိုမျိုးစိတ်ဓာတ်တွေမွေးမှပဲကျိုးတို့မြန်မာနိုင်ငံကသူ့စင်းရဲနေပါစေဒီလိုမျိုးစိတ်ဓာတ်ရှိလာမယ်ဒီမျိုးစိတ်ဓာတ်ရှိပြီဆိုတော့ ਨੇ တဖြည်းဖြည်းနဲ့ကျွန်တော်ချမ်းသာလာမယ်မယုံမရှိနဲ့ဒီမှာရှိတဲ့သူအားလုံးကြည့်အဲ့လိုမျိုးစိတ်ဓာတ်ခင်ဗျားမွေးကြည့်အဲ့လိုမျိုးစိတ်ဓာတ်ခင်ဗျားထားကြည့်ထားပြီးမှလှုပ်ကြည့်ပါငါတို့မြန်မာနိုင်ငံအထိတ်မှာရောက်သွားမယ်ဒါကိုကျွန်တော်ပြောချင်တာဖြစ်တယ်အားလုံးကြိုးစားဖို့လိုတယ်မိတ်ဆွေဒါကြောင့်အားလုံးကြိုးစားပါအလကားဂိမ်းမစောတဲ့ညီလေးညီမလေးတွေနော်နံပါတ်1လောကထဲမှာမင်းချမ်းသာကြွယ်ဝခြင်းနဲ့ဆိုရင်ဘာလုပ်ရမလဲဆိုရင်မင်းဘာတွေကိုယူသေးစွာပြုပါတချို့ကပြောကြတယ်တချို့အဖေကကလေးကပြောတယ်ကျွန်တော်အရင်တော့ဗမာတယောက်ကျွန်တော်တကယ်ချင်းဗမာတယောက်တော်ရန်ဆိုးတယ်ဒါပေမဲ့ तू ပြောတာပါလေအဖေကအဖွားတွေကပြောတယ်အဖေရန်ဆိုးလို့အခုကျွန်တော်လဲဆိုးတာပေါ့ကျွန်တော်လည်းရန်ဆိုးတယ်တဲ့ဆိုးတာကအဖေလို့ကျွန်တော်ဆိုးလာတာတဲ့ဒါဆိုရင်ကျွန်တော်မေးလိုက်တဲ့တာကိုအဲ့ကလေးအဲ့တင်ငယ်ချင်းကိုဒါဆိုရင်နောက်ကျရင်နေရဲ့တာသမီးတွေကနေလိုမျိုးပြန်ဆိုးလာရင်မိခံနိုင်မလားလို့အဲ့ဒါဒီချိန်ကနေအခွင့်အရေးအကောင်းဆုံးပဲနေအတွက်နေတာသမီးတွေလိမ်မာစေချင်နေဆိုရင်နေဖေရင်တော့ဘလောက်ပဲဆိုးခဲ့ဘလောက်ထိမိုက်ခဲ့နေအလက်ဒီချိန်ကနေစမင်းလိမ်မာလိုက်ပါနေလိမ်မာလိုက်မဆိုနေတာသမီးလိမ်မာသွားမယ်ဒါကြောင့် तू ကပြောတချို့ကပြောတယ်ကန်ပေးတဲ့အကျိုးတဲ့လူရောယုံတယ်လူတွေကမဟုတ်ဘူးကိုယ်လှုပ်ယူရတာဟောကန်ပေးလို့ငါဖေကလည်းငါဖိုးတွေကိုစကားနားမထောင်လို့ငါလည်းကပါလာလို့ငါဖေငါမေစကားနားမထောင်တော့ဘူးကွာဖြစ်တယ်လို့နေမယ်ငါဖေငါမေသူမငါဖိုးငါဖွားတော့ငါဖေငါမေကအရန်ဆိုးခဲ့တာကိုအဲ့လိုမျိုးပြောနေမွေးတာလေတာတီမီတွေကလည်းနင်းကလို့ဆိုးလာမယ်ဆိုလို့ချင်းကကိုစိုက်တဲ့အတိုင်းကိုရက်ရမှာကိုကပန်းဒီစိုက်တဲ့ပန်းဒီထွက်လာမယ်နနဒီစိုက်တဲ့နနဒီပဲတီးလာမယ်ပန်းဒီစိုက်ပန်းဒီထွက်လာမယ်ဆိုလို့ချင်းတဲ့ဒိဗေကအခုဒီချင်းမှာမစ်စိုက်တော့နေဖေဘလောက်ပဲမားခဲပါစေမင်းမအဲ့လိုမားခဲပြီးမှမကောင်းတဲ့ဟာမျိုးနေမှလွားမိုးနေပါစေနေအလက်ပါနေအလက်မှာနေလက်ထဲရောက်နေပြီအခုဒီဟာဒီအမီဂလာကြီးတခုကိုမင်းဘယ်လိုလုပ်မလဲမင်းလက်ထဲမှာရောက်နေလို့ခုဒီအမီဂလာကြီးကိုမင်းလက်ထဲမှာရောက်နေပါစေငါဒီအမီဂလာကြီးကိုကျွန်တော်ဖေရှားလိုက်မှာလားဆက်လက်ပြီးအမွေခံမလားအဲ့ဒါစဉ်းစားတော့
ကိုဆက်လက်ပြမှုခံမယ်ဆိုတော့နေ့ဖေးနော်နေ့ဖိုးဖွားတွေကိုစိုးခဲ့လို့ငါစိုးတာဒါကြောင့်ငါပြန်စိုးပြန်ငါဖေးငါမျိုးဒုက္ခပေးနေတယ်ဆိုပြီးချင်းနေမစင်းနေသားသမီးတွေကိုလည်းနေဒီခင်းနဲ့ပဲတောင်းမှာပဲဒီခင်းနဲ့ပဲနေလဲနေသားသမီးတို့နေကိုစိုးပြီးစိုးနဲ့တောင်းမှာပဲအဲ့ဒီချိန်မှာမင်းရဲ့လက်ထဲမှာရှိတဲ့အာမေဂလာတွေမကောင်းတဲ့အရာတွေနောက်မထောင်တဲ့အရာတွေအာမေဂလာအားလုံးဥပမာပြောမစဘောရပါလာလို့နဲ့ဆိုကံမကောင်းတဲ့အရာတွေနေလက်ထဲမှာရှိတယ်ဒီဟာကိုနေကကောင်းအောင်လုပ်မလားမကောင်းအောင်လုပ်မလားဆိုတော့နေလက်ထဲမှာရှိအနေဆုံးဖြတ်ဒါကြောင့်တချို့တွေကအဲ့လိုပြောတာငါအဲ့ဒါကျွန်တော်တကယ်ချင်းပြောတယ်ဒါဆိုရင်တော့နေဖေကိုလည်းနေဖေနေမေကနေဖေကနေမေတွေဖိုးဖွားတွေနေဖိုးဖွားတွေစကားကိုနားမထောင်လို့နေကခုအဲ့လိုကနဲ့ပါလာလို့နင်းနဲ့စိုးနေတာလားစိုးနေတယ်ဆိုပြီးတော့နင်းကပြောချင်တာလားလို့ဆိုရင်တော့ငါခုနပြောသလိုအဲ့လိုလုပ်လိုက်တကယ်တော့မင်းလို့မလုပ်ဘူးဆိုရင်နင်းလည်းပြန်စိုးရမယ်နင်းတစ်မျိုးလုံးတစ်ဆွေလုံးအားလုံးတဘောအားလုံးအဲ့လိုပဲဖြစ်သွားမှာအခုနင်းလည်းထဲမှာရှိတယ်နောက်လာမဲ့ generation ကိုကောင်းစားချင်တယ်မင်းသားသမီးကိုကောင်းစားချင်တယ်ဆိုရင်နေ့ဒီ channel စားလို့နင်းဖေနင်းမေရဲ့ဟိုမှာငါဖေငါမေငါဖိုးဖွားကိုစကားမနားထောင်ခဲ့လို့မိုက်ခဲ့လို့ဆိုတဲ့ဟာကိုပိတ်ထားလိုက်ပြီးမှငါဖေငါမေအတွက်ကောင်းကြီးဖြစ်တဲ့သားဖြစ်ကာကိုယူဆောင်ပေးမယ်ငါရဲ့ generation next generation တွေအားလုံးကိုကျွန်တော်ကောင်းအောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့မင်းလုပ်လိုက်ပါဆိုနင်းပြုတ်ပြလိုက်ပါလောကထဲမှာတက်ရှင်နေတဲ့ချိန်မှာကိုမင်းပေါ့ယုံကြည်သူပဲဖြစ်ဖြစ်ခရိယန်ယုံကြည်သူပဲဖြစ်ဗုဒ္ဓဘာသာယုံကြည်သူပဲဒီယုံကြည်သူပဲဗုဒ္ဓဘာသာကိုးကွယ်သူပဲဖြစ်မွတ်စလင်ဘာသာကိုးကွယ်သူပဲဖြစ်တရုတ်ကိုးကွယ်သူပဲဖြစ်တရုတ်တွေကချမ်းသာတာတကားချမ်းသာတာမဟုတ်ဘူးတချို့တရုတ်တွေကသူ့ဖေသူ့မင်းကိုတကက်ဖယားတဘာတော့ကိုးကွယ်ပြီးမှနေတာအရင်ပြုစုတယ်ဆိုတော့လောကထဲမှာမျက်နှာသာရတဲ့လူဖြစ်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်နံပါတ်1ကကိုမိဘကိုစိတ်ချမ်းသာအောင်ထားပတ်စံပေးစရာမလိုကိုမိဘလူငယ်တို့ကျွန်တော်ပြောချင်တာဖြစ်တယ်နော်ကိုမိဘရဲ့စကားကိုနားထောင်ပြီးမှသူတို့ပြောတဲ့စကားကိုနားထောင်ပြီးကိုတို့ကောင်းပြုစုလိုက်ခင်ဗျာတကယ်ထူချမ်းတဲ့လူတယောက်ဖြစ်လာမယ်တကယ်သူချမ်းသာတဲ့လူတယောက်ဖြစ်လာမယ်တကယ်သူဒီမျက်နှာသာရတဲ့လူတယောက်ဖြစ်လာမယ်ဥပမာကျွန်တော်ပြောပြမယ်နော်မျက်နှာသာဆိုတာဘာလဲဆိုတော့ကျွန်တော်ပြောပြမယ်နေတငယ်ချစ်တယောက်နဲ့အလုပ်သွားလျှောက်တယ်နေတငယ်ချင်းကနေသူ့ရဲ့မိဘတွေကိုအရန်စကားနားထောင်တယ်မိဘတွေကိုပြုစုတယ်ဆောက်ရှောက်ပေးတယ်မိဘတွေကိုစိတ်ဒုက္ခရောက်အောင်မလုပ်ဘူးအရန်လိမ်မာတဲ့လူကြောက်နေကလူစိုးလူမိုက်နေဖေနေမေလည်းစကားနေဖေနေမေကိုလည်းကိုမိဘလည်းစကားနားမထောင်ဘူးကိုမိဘမျက်ရည်ကြောက်အောင်ဒုက္ခရောက်အောင်ပဲအမြင်နဲ့လုပ်တဲ့လူကြောက်တယ်အလုပ်သွားပြူးတယ်ထားလိုက်အလုပ်တစ်ခုမှသွားပြူးတယ်ဆိုရင်မိဘသူရွေးချယ်မလို့ခင်ဗျားချင်တယ်ဟိုကောင်ကမင်းလောက်ရည်ချင်းမရှိဘူးထားလိုက်ဟိုကောင်မင်းလောက်အဲ့ဒီနှစ်ခုအတွင်းရွေးချယ်လိုက်မရှိဘူးဘာကိုရွေးလိုက်မရှိကိုမိဘတွေကိုအလေးထားတဲ့လူကိုမိဘစကားကိုနားထောင်ပြီးကိုမိဘပြုစုဆောက်ရှောက်တဲ့လူရဲ့ကိုရွေးချယ်တာဒါကိုမျက်နှာตาလို့ခေါ်တာကိုကမျက်နှာတရချင်တယ်ထုံနေ၎င်းလောက်ကြလို့ကျွန်တော်ဒီကနေပြောချင်တာဖြစ်တယ်လူငယ်တွေနော်လူငယ်တွေမစိုးပါနဲ့အော်ငါဖေငါမေကစိုးလာလို့ငါလည်းစိုးမယ်ဆိုရင်နီးသားတွေနီးလို့စိုးလာပဲဘယ်သူမစိုးဘေးမင်းပါမစိုးကလေးကိုကျွန်တော်ပြောချင်တာဘေးမင်းပါမစိုးတာကိုရဲ့တားသမီးတွေကိုလေကိုမချားတာကိုမစားရင်တော့မှလေကိုတားသမီးတို့စားစေချင်တယ်မင်းတို့ဒါတွေမသိသေးဘူးဒါကိုကျွန်တော်ပြောပြမယ်အရင်တော့ကျွန်တော်အဖေကျွန်တော်အမေကျွန်တော်စကားတစ်ခုပြောခဲ့တာရှိတယ်ကျွန်တော်အမေကကျွန်တော်တို့မိသားစုကလေးတွေအရင်ရှိတယ်သူဈေးသွားတဲ့အချိန်မှာဈေးသွားတယ်ဆိုတာဒီပေါ့ကျွန်တော်တို့ရွာသားတွေဆိုတော့ရွာကလေခြံထွက်ပစ္စည်းတွေသွားရောင်းတဲ့အချိန်မှာဘာလုပ်လဲဆိုရင်အဲ့ဒီခြံထွက်ပစ္စည်းတွေသွားရောင်းတဲ့အချိန်မှာဈေးသွားပြီးမှပြန်လာရောက်ပြီးပြန်လာပြီသူတကယ်ချင်းအားလုံးကခောက်ဆွဲစားတယ်နော်အဲ့ဒီမှာမနဲ့စားသူတို့စားခဲ့ပြီးမှနေခဲ့တယ်ဒါပေမဲ့ကျွန်တော်အမေကဘာလဲဆိုရင်အဲ့ဒီစားစရာတွေသူတို့စားမဲ့ဟာဝယ်လာပြီးမှအိမ်မှာလာလောက်စားတာဆိုတော့ကျွန်တော်အမေကကျွန်တော်ပြောတယ်အမေသူတို့လည်းမလုပ်ပါဘူးလို့အိမ်မှာစားမဲ့စားအမေအိမ်မှာဘိုက်စားတာပဲသူတို့နဲ့သူစားခဲ့ပါလားတယောက်တည်းပြန်လာလားလမ်းမှာလည်းမကောင်းလေတကယ်ချင်းနဲ့ပြန်လာပြန်စားပြီးမှသူတို့ပြန်လာတာမဟုတ်ဘူးအမေပါပြောတယ်ဒီဟောင်းအခုတားလို့နေအခုမခံစားတတ်သေးဘူးတဲ့နေသားသမီးရလာနေခံစားတတ်လာမယ်တဲ့ခံစားတတ်လာမယ်တဲ့မင်းဒါဒီအခုမင်းကစားလို့မင်းပြောနေမှာပဲဒါပေမဲ့မိဘတယောက်အနေနဲ့အဲ့ဒီမှာစားလိုက်တဲ့ချိန်ကျသူခံစားရတာအများကြီးရှိတယ်သူခောက်ဆွဲစားနေတယ်လို့ကိုယ့်ရဲ့သားသမီးကိုလည်းခောက်ဆွဲစားစေချင်တာကိုတခုလုံနေအကောင်းမူနဲ့စားတော့ကောင်းနဲ့စားချင်နေသူ့ရဲ့သားသမီးကိုလည်းစားစေချင်တာမိဘရဲ့ဆန္ဒလိုမျိုးဆန္ဒမိဘကမရှိတတော့မရှိရှိတဲ့ပတ်စံနဲ့ယူပြီးမှငါစားတယ်လို့အားလုံးမိသားစုမှာသားသမီးကိုလည်းသူတို့စားခိုင်းမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့သူအမြင်ကသူမစားခဲ့ဘူးလို့အဲ့လိုစားမဲ့လေခောက်ဆွဲတွေဝယ်ပြီးမှအိမ်မှာလှုပ်စားတယ်ဆိုလိုချင်တဲ့ဒေးပေကဘာလဲဆိုရင်ကိုမိဘဆိုတာရှိမရှိအဲ့လိုတနာတတ်တဲ့အမျိုးတွေရှိပါတယ်ပတ်စံမရှိဘူးငါအမေငါဖေဆိုကျွန်တော်ကရင်တော့10တန်းကျောင်းတက်တဲ့အချိန်မှာတချို့သူတို့မစားအောင်တော့ကျွန်တော်ကဘာလဲကျောင်းတက်တဲ့စာဖတ်တော့စာတွေဖတ်ခိုင်းပြီးမှအားမရှိမအောင်ကြောက်လို့ဘာလုပ်လို့ဆိုရင်မိဘတွေကကိုမိဘတွေကသူတို့စားစရာမရှိတော့မှကျွန်တော်ကိုကြက်ကြော်တွေအသားတွေကြော်ထားပြီးမှတိန်းထားပေးတာ
အဲ့လိုမျိုးရှိခဲ့တယ်ဆိုတော့ကိုမိဘဆိုမရှိသူတို့မစားရင်နေပါစေကိုမစားချင်နေသူများမစားချင်နေပါစေသူမစားရရင်နေပါစေနော်ကိုမစားရသူငတ်ရင်ငတ်ပါစေကိုသားသမီးကတော့ငတ်မထားနော်ငါအမေကအရင်တော့ကျွန်တော်ဟိုကြောင်းသွားတက်ဖို့နော်သွားတဲ့ချိန်မှာဝတ်ဆရာအဝတ်မရှိဘူးသူ့မှာဝတ်ဆရာအဝတ်မရှိဘူးအဝတ်တိတ်တယ်မရှိဘူးဒါမဲ့ရှိတဲ့ပတ်စံလေးတွေနဲ့စုပြီးမှဟိုမှာချင်းကားပြီးမှငါသားဟိုမှာကြောင်းတက်တဲ့မယ်ဆိုတော့ကြောင်းတက်တော့မယ်ဆိုတော့ဘာဖြစ်လဲဆိုတော့ဝတ်ဆရာမရှိဘူးပေါ့ဝတ်ဆရာမရှိဘူးသူများရှိမှာသူများရဲ့ရှေ့မှာဝမ်းနေမယ်သူများရဲ့ရှေ့မှာမျက်နှာငယ်ရမယ်ဆိုပြီးမှအခုစားတွေအစ်စ်ဝယ်ပြီးမှကျွန်တော်ပေးလိုက်တယ်ဆိုလိုချင်တဲ့ဒီပေကပါလဲဆိုမိဘကိုခမရဒီလိုထိကောင်းတဲ့မိဘတွေကိုဒီလောက်ထိထားတဲ့မိဘတွေစေတနာရှိတဲ့မိဘတွေကိုယ့်ပေါ်မကြည့်ဘဲနဲ့စေတနာရှိတဲ့မိဘတွေကိုမင်းတို့ဥပ္ပခါပြုတ်ပြီးမှစကားနားမထောင်ဘဲနဲ့မိဘကိုမျက်ရည်ကြောက်အောင်လုပ်တဲ့ကလေးတွေကျွန်တော်ပြောချင်တယ်နေတို့အခုမခံစားရသေးဘူးနောက်တည်းခံစားလာမယ်။ तू မရှိနေမယ် तू မစားရရင်နေပါစေမိဘတွေကမစားရရင်နေပြီကိုသားသမီးတို့ तू များရှိမှမျက်နှာမငိမ့်စေဘူးကျွန်တော်ရင်တော့ကျွန်တော်အဖေကိုစကားအရင်တစ်ခုပြောမှခဲ့တာတခုရှိတယ်အဲ့ဒါပါလဲအခုချိန်ထိငငယ်လေး9နှစ်မရှိတဲ့ကျွန်တော်ရဲ့စကားငါအဖေကိုပြောတာကျွန်တော်အဖေနဲ့ကျွန်တော်ဟိုဘက်ကတနေရာမှာတောဖို့ဖြစ်တယ်ဟိုဘက်ကပေါ့ဟိုဘက်ကတောဖို့လုပ်တဲ့ချိန်မှာအဲ့ဒီတထေးတယောက်ဆိုင်ကယ်နဲ့သူ့ကလေးကဆိုင်ကယ်သူ့ဖေကဆိုင်ကယ်ရှိတယ်သူ့သားလည်းဝှစားကောင်းဝှထားတယ်မဟုတ်လည်းကောင်းစားနေတယ်သူ့ဖေသူ့ဆိုင်ကယ်တလုံးနဲ့နေတယ်ကျွန်တော်ဖေကစက်ဘေးဟောင်းနဲ့ကျွန်တော်တခုပြောခဲ့တယ်ကျွန်တော်ဖေကိုကျွန်တော်အဲ့လိုအဖေလိုဖြစ်ချင်လိုက်တာပေါ့ကျွန်တော်အဲ့လိုမျိုးအဖေလိုတယောက်ရချင်တယ်လို့ကျွန်တော်ပြောရတဲ့ချက်ကျွန်တော်အဖေမျက်ရည်ကြိုက်ဘာတခုပြောလဲဆိုရင်အဖေကအဲ့ကနစပြီးသူရန်ကြိုးစားတယ်မရမကသူစီးပွားရေးလုပ်တယ်လိုက်တော့လုပ်တယ်လုံနိုင်တော့အားလို့လုပ်ပြီးတော့သူရန်ကြိုးစားခဲ့တယ်သူကကြိုးစားတယ်ပြောချင်တဲ့အရာကသူကိုယ့်ရဲ့သားသမီးတွေကိုမဖြစ်စေချင်လို့မဟုတ်ဘူးမလုပ်စေချင်လို့မရှိဘူးထားနိုင်မှဆိုမြို့တကယ်ဟိုလေပြတော်မှဝေပေးချင်တဲ့မိဘတွေဖြစ်တယ်ဟုတ်လားမလားဒါကမဲ့ကျွန်တော်ပြောချင်မိဘတွေအားနဲ့ချဲ့ကိုလည်းနားထောင်သူလည်းနားလေရမယ်ဆိုတော့နောက်တစ်ခုကကျွန်တော်စကားမဆက်ပြောဒါကြောင့်ကျွန်တော်ပြောချင်တဲ့အရာကပါလဲဆိုကိုမိဘကိုစကားပြောတာလဲစီချင်ပြီးပြောကိုမိဘတွေဒါကကျွန်တော်ရဲ့နောင်တတစ်ခုကျွန်တော်ပြောမှန်းတဲ့မိဘခုနှစ်နှစ်ပဲရှိသေးတယ်အခုချိန်ထိကျွန်တော်မမေ့သေးပါအသက်30ကျော်လာပြီအခုချိန်ထိကျွန်တော်အဲ့စကားတစ်ခုမမေ့သေးဘူးဆိုတော့ကိုမိဘတို့စကားပြောတဲ့စင်ချင်ပြီးပြောပါကိုမိဘတွေကိုယ့်အပေါ်မှာအရာလောက်ခိုင်းစီအရာပေးချင်တဲ့ဟာတွေအများကြီးရှိတယ်ပေးချင်တဲ့အရာတွေတမိုးကြီးတဲ့အရာတွေပညာတတ်ကြီးဖြစ်ချင်တဲ့အရာတွေအများကြီးသူတို့မှာရှိတယ်ယူပါရွယ်အများကြီးရှိတယ်ဒါမှမဟုတ်ဖြစ်လဲဆိုရင်မလုံနိုင်တယ်လည်းရှိတယ်ခွင့်ရမပေးမရှိတယ်လည်းပတ်စံမရှိတယ်လည်းဖြစ်နိုင်တယ်လည်းရှိပါတယ်ဒါကြောင့်ကျွန်တော်ပြောချင်တာကိုမိဘတွေကိုခုစားတောင်းနေကြုတ်ကျွန်တော်ခုနော်ဘာဖြစ်တယ်လဲဆိုရင်အဲ့ဒီအခုနကျွန်တော်ပြောခဲ့လို့ကျွန်တော်အမေကဘာပြောလို့ဆိုရင်အဲ့လိုမင်းတွေအသက်ကြီးလာမယ်မင်းအသက်ကြီးပြီးမှမိသားစုဖျက်လာတဲ့ချိန်တိမယ်ဆိုတဲ့စကားတစ်ခုကကျွန်တော်ဘာတိတယ်ဆိုတိလားအခုကျွန်တော်မြန်မာနိုင်ငံမှာ Apple တလုံးစားဖို့မလွယ်ဘူးလေ Apple တလုံးစားဖို့မလွယ်ဘူးပန်းတစ်တလုံးစားဖို့မလွယ်ဘူးအချိုရကောင်းတစ်ခုတောက်ရဖို့မလွယ်ဘူးဒါမဲ့ကျွန်တော်ခုဒီမှာရေခက်တက်တာထဲမှာပြည့်ထည့်ထားတယ်တောက်ချင်တာတောက်စားချင်တာစားယူလို့ရတယ်အတီးအနံအပြည့်ထည့်ထားတယ်စားချင်တာကျွန်တော်လိုက်ကွာပြီးစားတယ်ကျွန်တော်ပန်းတစ်ကိုယူပြီးမှဒီလိုစားတော့အချိန်မှာကျွန်တော်စဉ်းစားတယ်ကျွန်တော်အရန်တတိရတယ်ကျွန်တော်မျက်ရည်ကျတယ်ငါခုဒီလိုစားနေရတယ်ငါပန်းတစ်လည်းစားနေရတယ်ငါကောက်မူလေးစားနေတောက်ချင်တဲ့ရေတွေကျွန်တော်တောက်နေရတယ်ဒါပေမဲ့ကျွန်တော်မိသားစုတွေကျွန်တော်အမျိုးတွေငါတို့မတောက်ရပါလားတောက်ခိုင်းစေချင်တဲ့စံတာရှိတယ်ဆိုတော့မိဘတွေကိုကတောက်ခိုင်းစေချင်တာကိုမိဘတွေကိုအပြည့်အဝကျွေးချင်တဲ့စံတာရှိတယ်မြန်မာနိုင်ငံမှာပန်းတိရှိတယ်မရှိဘူးဒီမှာရှိတဲ့အစားတောက်လို့မျိုးမြန်မာနိုင်ငံမှာမရှိဘူးလေတိတ်မရှိဘူးဆိုတော့ကိုစားနေတဲ့အချိန်မှာကိုမိဘတို့တတိယဥပမာကိုကတနေရာသွားပြီးမှတငယ်ချင်းတွေကကိုကိုခေါ်လာလေစီးပွားရေးပဲဖြစ်ဒီအချာညာပဲတောင်းလာလို့ကျွန်တော်တို့သူ့ရဲ့စကားတော့ပြောတဲ့အချိန်မှာစားတော့ဆိုင်တွေမှာစကားတော့စားအစားတောက်လို့ကျွန်တော်တို့သွားစားတဲ့အချိန်မှာကျွန်တော်စားနေတဲ့အချိန်လေးစားကောင်းတောက်ကောင်းနေဖြစ်လာတဲ့အချိန်မှာကျွန်တော်မြင်ပါလို့ခံစားရတယ်အရင်စားကောင်းတာပဲကွာငါမိဘတွေလည်းစားခိုင်းစေချင်တယ်ငါကလေးတွေလည်းစားခိုင်းစေချင်တယ်ငါမိမတွေလည်းစားခိုင်းစေချင်ဒါမျိုးတွေပေါ်လာတယ်အဲ့လိုမျိုးပေါ်လာတော့ကျွန်တော်ကိုပြောထားတဲ့မိခင်အမေပြောတဲ့စကားတခုကျွန်တော်အမြင်နဲ့မှတ်မိတယ်ဒါကြောင့်တကယ်တော့ကိုကလူကြီးပိုင်းရောက်လာတဲ့အချိန်မှာတကယ်ကကိုကစဉ်းစားတက်လာတဲ့အချိန်ရောက်သွားပြီမှာဒီရအားလုံးကစားကောင်းရင်ကိုမျိုးတွေကိုစားခိုင်းစေချင်တယ်စားကောင်းရင်ကိုမိဘတွေကိုစားစေချင်တဲ့စံတာတွေဖြစ်လာတဲ့အရာတွေဖြစ်လာတာဒါကဘာလဲဆိုကြီးတာမှသိတာဒါကြောင့်ကျွန်တော်လောက်မကြီးတဲ့လူငယ်တို့ကျွန်တော်ဆုံးမမယ်ကျွန်တော်တော့အရွယ်ရှိတယ်လို့ကျွန်တော်ပြောပြမယ်တင်ကမိတ်ဆွေမိဘကိုကလေးကစားလုပ်တဲ့လူဖြစ်နေပြီဆိုရင်ဒီငိမ့်ကနေစားပြီးပြုတ်ပြလိုက်ပါမိဘကိုကလေးကစားလုပ်ပြီးမှစကားနားမထောင်ခြင်းကနေရောအမိကလာဖြစ်စီတာဖြစ်တယ်အမိကလာဆိုတာကဘယ်တော့မှကောင်းကြီးမခံစားတော့ကောင်းကြီးဆိုတာကဘာလဲဆိုရင်မျက်နှာတာမရတော့ချမ်းသာတဲ့လူတယောက်မဖြစ်လာတော့
လူတကာမှမျက်နှာရတဲ့လူတယောက်မှဖြစ်လာအောင်ဒါကိုကျွန်တော်ဒီနေ့ကျွန်တော်လိုအရွယ်ရှိလူအားလုံးလည်းကျွန်တော်ပြောချင်တယ်စိုးနေတယ်မိုက်နေတယ်ဆိုရင်ဒီနေ့ကနေစပြီးလိမ့်ပါပါမိဘဆိုတဲ့အရာကကိုကမတိသေးဘူးဒါမဲ့ဒီမိဘဆိုတဲ့နေရာရောက်လာမှအားလုံးခံစားတတ်လာတာဖြစ်တယ်ဒါကြောင့်လူငယ်တွေမိဘစကားကိုနားထောင်ပါမိဘကိုကလန်ကစားမလုပ်ပါနဲ့တင်လုံနေတာကတည့်ရဲ့တင်ဆိုင်နေတဲ့အပြင်ဖြစ်ပါတယ်တင်ဆိုင်နေတာခမကလေကစားလုပ်ပြီးမှတင်ဆိုင်နေတာကဘသူအတွက်ဆိုင်နေလားတိလားကိုယ့်ကိုဆိုင်နေတာမင်းနောက်ကျရင်နင်းနဲ့မိမယူရမယ်ကလေးယူရမယ်ကလေးရှိလာမယ်ဒါမျိုးတွေရှိလာမယ်ဆိုရင်ခမဘဝထဲမှာကြုံတွေ့လာတဲ့အခက်အခဲမျိုးဆိုရှိလာတဲ့ချိန်ခမပို့ပြီးနောင်တရလိမ့်မယ်ဒါကြောင့်လူငယ်တွေကိုကျွန်တော်ပြောပြမယ်အခုကျွန်တော်အခုတော့အမြင်နဲ့ကျွန်တော်ပြောတယ်အနာဂတ်ကိုကျွန်တော်ကိုယ်တိုင်လုပ်ရတယ်ဆိုတာပဲဘာသာတရားဆိုတော့သူများနဲ့လုပ်ပြီးလို့မြကိုယ်တိုင်လုပ်ရတယ်ဆိုတာအတိုင်းပဲကံကလည်းကိုကလုပ်မှမကောင်းလာတဲ့ဟာကိုကျွန်တော်ပြောချင်တာဖြစ်တယ်ဒါကြောင့်ကိုကောင်းချင်တယ်ဆိုအခုကတည်းကကိုကကောင်းနေပါမိဘကကိုယ့်ရဲ့မိဘကိုယ့်ရဲ့ဖေအဖိုးဖွားတော့ဘလောက်ပဲမိုက်တဲ့လူဖြစ်နေပါစေအဲ့ဒီဟာကိုမိတ်ဆွေလက်ထဲကနေအကောင်းပြောင်းလိုက်ပါမြန်မာနိုင်ငံမှာချုံနေတာကကိုနိုင်ငံရေးကျွန်တော်ဖိုးဖွားတွေမနိုင်တဲ့ကြောက်ရွံ့ခြင်းနဲ့နေလာတဲ့အဖိုးဖွားတွေကြောက်ရွံ့ပြီးနေလာတယ်အဖေမေကိုကြောက်ရွံ့ပြီးနေလာတယ်အခုကျွန်တော်လက်ထဲမှာတော့မှကြောက်ရွံ့ခြင်းနဲ့ပဲဆက်နေသွားမယ်ဆိုရင်အဖိုးဖွားတွေကြောက်လို့အဖေမေနဲ့စီးရတယ်အဖေမေနဲ့ကြောက်လို့ငါတို့သားသမီးငါတို့ဒီချိန်လောက်ကြိုက်ငါတို့တိုးတက်ရတော့မတိုးတက်လာဘူးငါတို့မျက်နှာตาရတော့သူများနိုင်ငံကနေရှင်ပြီးမှဆိုငါတို့မျက်နှာตาရအခုနောက်ကျွန်တော်တို့ခုပြောပြမယ်အခု application တစ်ခုမှာမြန်မာနိုင်ငံတော်မှာစိမ်းမှာပါတဲ့ application တစ်ခုတဲ့ကဘာပမာလူနိုင်ငံပေါင်းများစွာအဲ့ဒီ application mobile application မှာအခုဒါကြောင့်ကျွန်တော်ရဲ့ page မှာ donation ဆိုတဲ့ဟာကျွန်တော်လုပ်ထားတာပဲအဲ့ဒီ page ကကျွန်တော်လုပ်တဲ့စီးပွားရေးကို donation လုပ်ခိုင်းတဲ့ဟာတွေမျိုးတွေလုပ်ထားတယ်မြန်မာပြည်ကနေလက်ခံလို့ရလားလက်ခံလို့မရဘူးလားဒါကိုစမ်းချင်တာဆိုမြန်မာနိုင်ငံအဲ့ application မှာ PayPal အကောင့်ပေါ့နော်အဲ့ဒီထဲမှာမြန်မာနိုင်ငံဆိုတဲ့စိမ်းထဲမှာမပါဘူးမြန်မာနိုင်ငံဆိုတဲ့နိုင်ငံတခုအဲ့ထဲမှာမပါဘူးတခြားလည်းလောက်ချက်ဘယ်ဟာမှမပါဘူးဘယ်တစ်ခုမှမပါဘူးသူမြန်မာနိုင်ငံနေပေါ်တို့ဆီရီလာကာတို့အကုန်ပါတယ်ငါတို့မြန်မာနိုင်ငံမပါဘူးကြည့်ဘလောက်တိမျက်နှာအဲ့ဒါအဖိုးဖွားတို့အဖေမေတို့အဲ့ဒါအဖေမေတို့အတုံးမကြောက်လို့မပြောနဲ့တော့ဒါကြောင့်ကျွန်တော်ခုနပြောကြံတာပဲမိဘရဲ့အခုလက်ရှိဖြစ်နေတဲ့မိဘကိုလည်းကျွန်တော်ကလေးတွေကိုလည်းကျွန်တော်ဆုံးမချင်တယ်လို့လက်ရှိမိကိုအချိန်နဲ့နိုင်ငံရေးကိုလည်းကျွန်တော်ပြောချင်တာဖြစ်တယ်လက်စစ်ကားလာဒီဟာကိုကြည့်တဖြည်းဖြည်းနဲ့ကျွန်တော်မြန်မာနိုင်ငံကိုလူများအားလုံးနိုင်ငံထဲမှာတော့စည်ရင်မဝင်မဲနဲ့စည်ရင်မဝင်တဲ့နိုင်ငံဖြစ်နေပြီကိုလက်ထဲမှာဘယ်လိုထားခဲ့မလဲစည်ရင်ဝင်တဲ့နိုင်ငံထားခဲ့မလားအောင်မီကြော်ကြားတဲ့နိုင်ငံထားခဲ့မလားချမ်းသာတာရှိတဲ့နိုင်ငံထားခဲ့မလားလူတကာမှာမျက်နှာသာရတဲ့တာသမီတွေဆိုပြီးမှကျွန်တော်ထားခဲ့မှာအဲ့ဒါမစ်ဆွေစဉ်းစားပါမစ်ဆွေစဉ်းစားပြီးမှလုပ်ပါဒါကြောင့်ကျွန်တော်စကားမဆက်ကျွန်တော်ပြောလိုက်မယ်ဒေါက်တာဆာဆာရဲ့လှုပ်ဆောင်ခြင်းဒေါက်တာဆာဆာပြောလှုပ်နေတဲ့အရာကဘာလဲဆိုရင်ရင်ရွယ်ကိုလည်းသူပြောလိုက်ပြီစကားပဲမပြောနဲ့ take action လုပ်ပါဆိုမှသူပြောလိုက်ပြီဖြစ်တယ်ဒါကြောင့်အဲ့ဒီနောက်ကွယ်မှာကျွန်တော်မြင်နေရတာဟာကျွန်တော်ကခရိယန်ဆိုရဲဆူတောင်းပေးဖို့ဗုဒ္ဓဘာသာရှိတယ်ဆူတောင်းပေးဖို့ဒီ CRPH နဲ့ NUG တို့ဆူတောင်းပေးဖို့မေတ္တာပို့ဖို့နောက်တခြားဘာသာတွေကလည်းအားလုံးမေတ္တာပို့ပြီးမှသူတို့ကိုကျွန်တော်ကိုညီဖို့ဖြစ်တယ်သူတို့ရဲ့အဲ့ဒီစကားပြောရတဲ့နောက်ကွယ်မှာသူတို့ရှိမှဘလောက်ကြံကြံရှိတယ်လဲဆိုဘလောက်ပလန်ရှိတယ်လဲဆိုကျွန်တော်သိတယ်ကျွန်တော်မြင်နေတဲ့လူကမြင်နိုင်တယ်မမြင်နိုင်တဲ့လူကမမြင်နိုင်ဘူးသူတို့အနောက်မှာအများကြီးရှိတယ်သူကတခုခုနဲ့တဖြည်းဖြည်းနဲ့ဒီတရားဝင်အတိမပြုတ်တဲ့နိုင်ငံခေါင်းဆောင်တွေအတိမပြုတ်တဲ့ခေါင်းဆောင်တစ်ခုအနေနဲ့ရက်တည်လာမယ်ဆိုရင်နိုင်ငံတကာကျွန်တော်လက်နဲ့ဝယ်လို့ရပြီသူတို့လေသုံးမယ်ဆိုရင်ငါတို့ပြည်သူလည်းလေသုံးနိုင်တဲ့အချင်းထိရောက်လာမှာဖြစ်ပါတယ်ဒါကြောင့်စိတ်ဓာတ်မကျနဲ့ကျွန်တော်ခုနပြောခဲ့တယ်လို့ကိုမိဘကိုလည်းယူတည်စွာပြုပါယူတည်ပါကိုမိဘတွေပြုခဲ့တဲ့ကံကြောင့်အဲ့ဒီကိုခံရတာဆိုရင်ကိုဒီချိန်ဒီချိန်မှာနောက်လာမဲ့နေ့ရက်ကလေးတွေကိုကောင်းတဲ့ဟာယာတွေပြောင်းလဲခိုင်းတော့ပါမထားပါနဲ့မတည်သွားနဲ့အမေဂလာကြီးကိုအစိုးကြီးဒီကန်ဆိုးကြီးတစ်ခုကိုနောက်ထပ်ကိုဒီမလွဲပြောင်းပါနဲ့ဒီကိုယ်တိုင်ရီဆိုင်ပြီးမှโอเคအဖေမေတွေမလေးမာဘူးဆိုရင်လေဒီကိုယ်တိုင်လေးမာတဲ့လူဖြစ်ပြီးမှနောက်နေ့ကလေးတွေတိကိုလေးမာအောင်ချမ်းသာလာအောင်မိဘကိုယူတည်တဲ့တလီကလေးဖြစ်လာအောင်ဒီလုပ်ပါနိုင်ငံမှာလည်းထုံနေလောက်ကောင်းပဲကျတို့လက်ထက်ကလည်းလှုပ်ဆောင်ပြီးမှလာမဲ့နိုင်ငံသားတွေလာမဲ့ကလေးတွေအားလုံးကျတို့လက်ထက်ကနေကောင်းမှုတဲ့သားသမီးတွေတန်ဖိုးရှိတဲ့သားသမီးတွေလူတကာနိုင်ငံတကာမှာမျက်နှာตาရတဲ့သားသမီးတွေဖြစ်ဖို့ကျွန်တော်တို့တင်းရဲ့ကျွန်တော်ရဲ့လုပ်ကြပါလို့ကျွန်တော်ဒီကနေအားပေးချင်ပါတယ်စိတ်ဓာတ်မချနဲ့စိတ်ဓာတ်ဘရောမချဖို့မလို့စိတ်ဓာတ်ချဖို့ဘဒုမလို့စိတ်ဓာတ်မချနဲ့အောင်မြင်ဘူးဆိုတာအောင်မြင်မယ်ဆိုတဲ့အယုံကြည်ရှိမှပဲအောင်မြင်လာတာဖြစ်တယ်โอเคလမ်းတစ်ဝက်မှာပဲခုနကဟိုနေ့ကကျွန်တော်ပြောခဲ့တယ်လို့ကျွန်တော်တို့ရှောက်နေတဲ့လမ်းကခရင်အဝေးရောက်နေပြီအဲ့ဆိုရင်ကျွန်တော်က
ရက်30လောက်သွားတဲ့ခရင်ကိုရက်30လောက်သွားတဲ့ခရင်တစ်ခုမှာရက်20လောက်ကျွန်တော်ကြောက်ဖြတ်လာပြီးမှပြန်သွားမယ်ဆိုရင်ရက်20သွားရမယ်ပြန်သွားရမယ်ဆိုရင်ခင်ဗျားလက်တော့ဝက်မှာရောက်နေပြီ83ရက်မှလို့ကို83ပြီးလို့ပါကြောက်ရွံ့ချင်းတွေအကုန်ဖဲပါနော်ကြောက်ရွံ့ချင်းတဲ့ကိုဖဲကြောက်နေကျွန်တော်ကဖြတ်လာတော့မဟုတ်တော့မကြောက်ဘဲနဲ့ကျွန်တော်ရေးဆိုင်ပါကျွန်တော်လက်ထဲကနေလာမဲ့ generation ကိုမျက်နှာသာရတဲ့လူမိဘကိုလည်းမိဘဆိုလည်းကိုလည်းကိုကလေးတွေလိမ္မာရေးချက်ရှိတဲ့ကလေးတွေဖြစ်လာဖို့နိုင်ငံဆိုလည်းနိုင်ငံတကာမှာမျက်နှာရတဲ့ကလေးတွေဖြစ်လာဖို့တင်းရဲ့ကျွန်တော်ရဲ့အပေါ်မှာတောင်းဝရှိတယ်ဆိုကျွန်တော်ပြောရင်ဒီနေရာပဲကျွန်တော်နေကိုချုပ်ချင်ပါတယ် by the way ခုနကျွန်တော်ပြောသလိုကျွန်တော်ရဲ့ဒီ business လုံးမဲ့ဟာလေးကို donation ရန်နဲ့ကျွန်တော်လုပ်ထားတာကစမ်းတက်နေတာဖြစ်တယ်အဲ့ဒါအဲ့ဒီကိုကြည့်မဲ့တူချို့ကကျွန်တော်လိန်တာရှိတယ်အရန်ကူညီစေကျွန်တော်လုပ်ပြီးမှလေအချိန်လကားပေးပြီးမှအချိန်လည်းအများကြီးပေးထားပဲနောက်ကျရင်ဘာမှမဖြစ်လာနိုင်ဟာလေရှိတယ်အဲ့ဒီကကျွန်တော်ကနင်းတို့လိန်တာညာတာမဟုတ်ဘူးနော်အဲ့ဒါကျွန်တော်ရှင်းရှင်းပြောမယ်အဲ့ဒါကမြန်မာပြည်ကနေ donation လုပ်လို့ရလားမရလားတို့တော့ပဲကျွန်တော်သိချင်အဲ့ဒါတခုတည်းပဲတကယ်တော့ကိုက donation ရလို့ရတယ်ဆိုရင်ကျွန်တော်ဒီထဲဆက်သွားပြီးမှနောက်လာမဲ့ကျွန်တော်တို့ share ဝင်မဲ့လူရဲ့ကျွန်တော် community ကို share ထည့်မဲ့လူတွေအားလုံးကိုလည်းကျွန်တော်ကဘာပြောမလဲအဲ့ဒီ post နဲ့တွားချင်လို့ကျွန်တော်စမ်းတက်နေတာဖြစ်တယ်တကယ်တော့အဲ့ donation ကိုနေပြီးမှဘန်ကောက်ရှိတဲ့လူကဘန်ကတ်ရှိတဲ့လူရှိတဲ့လူရှိလို့လုတ်ပြီးတယ်ဆိုရင်တကယ်တော့ကူညီလိုက်တယ်ဆိုရင်ကျွန်တော်ကို screenshot ပြီးမှထည့်ရတဲ့ပတ်စံကိုတစ်ချက်ပဲနှစ်ချက်ပဲကျွန်တော် screenshot ပို့လာပါကျွန်တော်ဒီကနေအဲ့ဒီပတ်စံကိုပြန်လွှဲပေးမယ်လွှဲပေးမယ်ဆိုဖုန်းကထည့်ပေးမှဖြစ်ပါတယ်နော်ဒါကိုကျွန်တော်ပြောချင်လိမ့်တန်းညနာဘာတခုမှပြောနေနောက်တစ်ခုကျွန်တော်ရဲ့ဒီရိုးသားမှုကိုကျွန်တော်ကရိုးသားမှုအလွဲသုံးစားမလုပ်ပါနဲ့အလွဲသုံးစားမလုပ်နဲ့ဆိုတော့ကျွန်တော်ဗာပြောချင်တယ်တကက်ကူညီရအောင်ဆောင်တကက်ကူညီဆောင်ကြည့်တကက်ကူညီဆောင်လုပ်ပြီးမှတကယ်ကျွန်တော်ဘာမှလည်းမလုပ်ပဲငါ့အချိန်ဖြုံးတော့မလုပ်ပါနဲ့ဒါကတော့မကောင်းကျွန်တော်ကအချိန်အလကားရတာမဟုတ်အချိန်တိုင်းကမိနစ်တိုင်းကတန်ဖိုးရှိတာဖြစ်တယ်ဒါကြောင့်တကယ်ကူညီချင်တော့ကူညီချင်တဲ့နည်းတူလုပ်ပါမကူညီချင်ဘူးဆိုရင်လည်းဘာပြောမလဲကိုကူညီတယ်လို့ဘာလို့လုပ်ပြအချိန်လကားချုံးတော့ကျွန်တော်ဘာလဲမလုပ်စေချင်ဘူးတချို့လူကျွန်တော်ပြောချင်တာဖြစ်တယ်ပေါ့နော်ဒါကြောင့်စေတမချနဲ့ကြောက်အောင်မိလာမယ်ကျွန်တော်တို့ဒီမှာရိုက်စူးစမ်းနေတယ်တန်တန်တော့ပြောစူးစမ်းနေတယ်တကယ်လက်နဲ့ပိုင်းနဲ့ထွက်သွားမယ်ဆိုကျွန်တော်တို့အခုနပြောလို့နိုင်ငံခြားမှာရှိတဲ့လူတွေအားလုံးကကျေးဇူးတတောက်လားနှစ်တောက်လားအတောက်20လားအတောက်30လားလူနိုင်ဖို့အတွက်လုံနိုင်ဖို့ဝင်နိုင်ဖို့အတွက်ကြိုးစားပါအလုံးမြဲမြဲလုပ်ပါမြဲမြဲပဲထိုင်လို့ပြီးမှရှိရလို့ကြိုးစားပဲလုပ်ပါဆိုတော့ကျွန်တော်ပြောချင်တာဖြစ်တယ်โอเคအရေးတော့ပေါ်အောင်ရမယ်ကျွန်တော်ရန်ကြိုးစားနေတယ်နောက်ကြိုက်ကျွန်တော်ကနေစပြီးမှကျွန်တော်တတ်နိုင်တဲ့ဖက်ကမြန်မာနိုင်ငံမှာစီးပွားရေးလုပ်နိုင်ဟာလေးပေါ့နော်တရုတ်ပစ္စည်းတွေတို့ဘာလို့ပစ္စည်းတွေထက်ကျွန်တော်တို့မြန်မာနိုင်ငံမှာထုတ်တဲ့ပစ္စည်းတွေမြန်မာနိုင်ငံပြည်တောက်ပြည်သားတွေအလုပ်များအလုပ်အခွင့်အရေးတွေအလုပ်ဖန်တီးဖို့ကျွန်တော်မြင်နေစဉ်းစားနေတာဖြစ်တယ်ဆိုတော့ဒီနေ့ကြိုက်ကျွန်တော်ရည်မှန်းချက်တွေဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်တယ်โอเคစိတ်ဓာတ်မကျနဲ့စိတ်ဓာတ်မကျဖို့လို့ကျွန်တော်နိုင်ရမယ်ရှုံးတဲ့လူကရှုံးနေပြီကျွန်တော်လောကဂရုစိုက်ကြမလို့ရှေ့တက်ဖို့ပဲစဉ်းစားပါနော်ဒါပဲ thank you see you next video okay all right see you next video all right okay မမလေးလေးစားတဲ့အတွက်ကျေးဇူးတင်တယ်နော်အမှန်တရားဖက်ကနေကျွန်တော်ပြောတယ်စိတ်မှန်နဲ့ကျွန်တော်ပြောတယ်လိမ့်နေညာလာဘာမှမဖြစ်မှုတာစကားတခုမှမပါဘူးကျွန်တော်ပြောတဲ့ဟာတိတော့တန်ဖိုးရှိတယ်ဆိုရင်ယူသွားတန်ဖိုးမရှိဘူးဆိုဖယ်လို့ရတယ်ကိုပိုင်ဆိုးပြတ်ပတ်ခွင့်ရှိတယ်ကိုပိုင်ယူပိုင်ခွင့်ရှိတယ်အဲ့ဒါကိုကခံယူပိုင်ခွင့်ရှိတယ်opic ခံပြပိုင်ခွင့်ရှိတယ်ဒါတော့ကျွန်တော်ဘာမှမပြောလို့ပါဘူးနော်ဒါပေမဲ့ဒီ line တွေမှာဆဲတာတော့ဘာလို့ညာလို့ဆိုရင်ဒီ community ကဆဲတဲ့လူတွေအတွက်နေရာမရှိဘူးဒီနေရာကကျွန်တော်တို့ community မှာဆဲတဲ့လူစာရွက်ပေါ်လာရင်အားလုံးကျွန်တော်ဘလော့လုပ်တယ်ဒီကျွန်တော်တို့ရဲ့ community ကျွန်တော်တို့ရဲ့ follower တွေကျွန်တော်ကို like လုပ်ထားတဲ့လူတွေအားလုံးကတကယ်ကောင်းတဲ့ community တွေဖြစ်တယ်အမျိုးတွေဖြစ်တယ်ညီကောင်မောင်နှမဖြစ်တယ် best friend တွေဖြစ်တယ်ဆိုတော့အဲ့ဒီ best friend ကနေအကြံဉာဏ်တောင်းလာတယ်ကျွန်တော်တတ်တယ်လို့ပေးမယ်နော်ဘာကိစ္စပဲဖြစ်ဖြစ်အကြံဉာဏ်တောင်းလာကျွန်တော်အကြံဉာဏ်ပေးနိုင်တယ်နော်ဒါဘာကြောင့်လဲကျွန်တော်ကဒီမှာ follower လုပ်ထားတဲ့လူက like လုပ်ထားတဲ့လူအားလုံးကျွန်တော်ကပါလဲဆိုအမျိုးတယောက်လောက်ထားတယ် best friend ရီးစားတဲ့တက်ကွေးလို့စကားပြောချင်တယ်ကျွန်တော်ပြောပေးလို့ရတယ်နော်အဲ့လောက်ထိတကယ်တော့အရင်ဝမ်းနေလို့ဖြစ်သွားရလေကျွန်တော်အဲ့လိုအားပေးလို့ရတယ် best friend I'm your best friend you are my best friend okay ဒါဝဲကျွန်တော်ခံယူတာဖြစ်တယ်ဒါကြောင့်ဆဲတဲ့နေရာတို့ရိုင်းတဲ့နေရာတို့ကျွန်တော်ဒီ community ကျွန်တော်ဒီအတိုင်းဝဲမှာအဲ့လိုမျိုးလူတွေအတွက်ဘာလဲနေရာမရှိပါဘူးကျွန်တော်ဒီနေရာကအရေးချင်းရှိဘာလဲအချမ်းညာလိုချင်တဲ့လူတွေအကြံပေးတဲ့လူတွေအဲ့ဒါပဲကျွန်တော်လိုချင်ရှေ့ဆဲတာတော့ဘာလို့ညာလို့ဆိုရင်ကျွန်တော်ဒီ community မှာအလိုတော့မရှိပါဘူးအလိုလည်းမရှိဘူးအဆက်လို့လည်းမရဘာကြောင့်လဲအမှန်တရားကိုကြိုက်တဲ့လူတွေပဲဖြစ်တယ်ဆိုတော့အမှန်တရားနဲ့ပြီးမှလာမဲ့လူတွေကျွန်တော်တို့ဒီနေရာမှာလုံးဝအဝင်မခံဘူး okay
All right, all right, all right. All right, all right. Thank you very much. Thank you very much. Okay, ဒီမှာကြည့်နေလို့အားလုံးကမိန်းကလေးဖြစ်နေလဲနင်းတော့ရန်လာတယ်ရန်ချောတယ်နော်ယောက်ျားလေးဖြစ်နေလဲရန် handsome boy တွေဖြစ်တယ်နော်မိဘတွေကြည့်နေမိဘတွေကအသက်တာရန်ရှည်တဲ့အသက်တန်ကျဲကျမ်းမာတဲ့မိဘတွေဖြစ်တယ်စီးရဲလူဆွေးနဲ့အားမငင်နဲ့ကျွန်တော်ချမ်းသာလာမယ်လူကစီးရဲတဲ့ချမ်းသာတယ်ဆိုကိုစူးစမ်းမှုပုံပဲမူတည်တာဖြစ်ပါတယ်နော်ကျွန်တော်ချမ်းသာတဲ့လူဖြစ်တယ်အမန်တော်ရဲလူဖြစ်တယ်ကလေးလေး generation စစ်သမားတွေကြည့်နေဆိုရင်ငင်ကလေးလေးငင်ကလေးငင်တွေကြည့်နေတယ်ဆိုရင်ဘေတော်မှတိတ်ထဲမှာရှိတဲ့ permit အလကားချင်းမလုပ်လိုက်ပါနဲ့အလကားဘာမှမဟုတ်နဲ့တော့မလဲလိုက်ပါနဲ့နော်ကလေးတွေကျွန်တော်ပြောပြမယ်နေတို့ထဲမှာရှိတဲ့ဟာကအမတန်လုတ်နိုင်တဲ့ဟာ permit တွေအများကြီးရှိတယ်ကားတီထွင်နေတဲ့လူရှိတယ်လေတီထွင်နေတဲ့လူရှိတယ်တီထွင်နေတဲ့လူအများကြီးတစ်ထဲမှာရှိတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်အလကားချင်းမလုပ်ပါနဲ့ဆေးချတာတို့ဆေးတောက်တာတို့ဆေးလေးတောက်တာတို့အရက်တောက်တာနဲ့လုပ်ပြီးမှကိုယ်ထဲမှာပါတဲ့ permit ကိုလုံနိုင်တဲ့တခုပါလာတဲ့ဟာကိုအလကားအရှုံးရှုံးမခံပါနဲ့လို့ကလေးလို့ကျွန်တော်ပြောချင်ပါတယ်ဒီလောက်နဲ့အဆုံးသတ်ပါနော်ကျွန်တော်နဲ့တွေ့ပြီးစီးပွားလုပ်ချင်တဲ့လူရှိမယ်ဆိုရင်ကျွန်တော်ရဲ့ messenger ထဲကိုပို့လိုက်ရပါတယ်ကျွန်တော်ရဲ့ messenger ထဲကိုပို့လာပါဒါကိုကျွန်တော်ပြောချင်တာဖြစ်တယ် see you မြန်မာပြည်ကြီးငြိမ်းချမ်းပါစေချမ်းသာပါစေကြွယ်ဝပါစေ COVID-19 ရောဂါနဲ့ကင်းဝင့်ပါစေအားလုံးကွယ်ကာပြီးမှအားလုံးဒုက္ခတွေကနေလွတ်မြောက်ပြီးမှအရေးတော်ပေါ်လဲအောင်မြင်ပြီးမှတကယ်ကောင်းကြီးပြည့်ပြီးမှတကယ်ချမ်းသာတဲ့နိုင်ငံမြန်မာနိုင်ငံဖြစ်ပါစေလို့ဒီကနေ့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်နော် see you I love you all right okay yeah ဖြစ်ရမှာပေါ့ယုံတဲ့အတိုင်းဖြစ်တာယုံလိုက်တဲ့ဖြစ်တယ်လူကယုံလိုက်တဲ့ဖြစ်ရမယ်နော်အဲ့လိုယုံကြည်ရှိဒီမှာကြည့်ငါချက်က3កောင်း okayဒါကျွန်တော်တို့အိမ်ပဲဒါကျွန်တော်တို့အိမ်ပတ်ဝန်းကျင်ပေါ့ကျွန်တော်ရဲ့အိမ်ပတ်ဝန်းကျင်ပါတော့ကျွန်တော်တို့အိမ်ရဲ့ပတ်ဝန်းကျင်လေးပါပေါ့နော်ဒီမှာပန်းနေစိုက်ထားတယ်ဒီမှာ alright see you guys okay ကျမ်းပါစေနော် okay နောက်ကျွန်တော်ပြန်တွေ့မယ်နော်နောက်ပြန်တွေ့မယ်စီးပွားရေးနဲ့ပတ်သက်ပြီးမှတွဲလုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်ကိုဆောင်စမ်းလို့ရတယ်ကျွန်တော်ရဲ့ page ကိုစကားပြောလို့ရတယ်ဖုန်းခေါ်လို့ရတယ်ဖုန်းနံပါတ်ထားခဲ့လို့ရတယ်ဖုန်းနံပါတ်ပို့ထားလို့ရပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့ပြောချင်ပါတယ်နော်